လုံးပဲမင်္ဂလာပါဘာမီစပုတ်ကနေပြန်လဲကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ချင်းများရှင်ရေးသားထားတဲ့ရောက်ဖရေးဆိုတဲ့ဟာတာဝတ္ထုလေးရဲ့ဇာတ်သိမ်းပိုင်းကိုတင်ဆက်ပေးလိုက်ရပါတယ်ဒီလိုကသပင်ဟာပြင်းမြအဖြစ်တစ်လောက်ကိုလက်မဝက်လောက်ရှိလာတတ်တယ်။အော်ဟုတ်လား။ဒါကြောင့်တစ်နှစ်ကို9လမခွဲကနေ6လမလောက်ထိကိုပိုးရှည်လာတတ်တယ်။ဟဲထူးဆန်းလိုက်တာနော်။ကျွန်တော်ဘိုးကြီးကြည့်ပြလိုက်သည်။ကောင်းကောင်းနားမထောင်ပဲကိုယ့်ကိုလာရွေ့နေတာကိုဆက်ပြောသည်။အထက်ကအယောင်တွေကအနက်ရောင်အညိုရောင်အနီရောင်အဖြူရောင်ရဲဆိုပြီး၄မျိုးရှိတယ်။ဟဲဒါလည်းထူးဆန်းတာပဲတော့။တိတ်မဟုတ်တော့ဒီကောင်မလေးနည်းနည်းတော့လွန်လာပြီ။ဒီမှာဘာတော့ကောင်းကောင်းနားထောင်ပါလာမင်းမဲနားထောင်နေတာကြလိဘာလဲကွာကြလိဆိုတာမသိဘူးလေရှင်ကကျွတ်ဆိုတော့ကျမကြလိကြည့်တာဟာကွာငါစိတ်ညစ်လို့လောက်တာကွာကျမပျော်လို့ကျွန်တော်မနေနိုင်တော့ဆိုတာမျက်စောင်းပြစ်လိုက်သည်မျက်စောင်းထိုးပြစ်လိုက်ပါလေတော့ဒီတော်တော်ကတိကတက်ပြောတတ်တဲ့ဟာမလေးတော်ကြီးမပြောတော့ဘူးကွာဘာလဲစိတ်ကောက်သွားတာလားကြည့်ပြောပုံကိုကလည်းနှကန်းစုပြီးခြေဆောင်၍တော့လားမခေါ်နဲ့လို့ပြောရမယ်အပေါင်မျိုးဟာယောက်ျားအိတ်တံပဲငါစိတ်ကောက်เสียလားမင်းကလိုက်ပြီးကန့်လန့်ပြောနေတာဟုတ်ဒါဆိုကျွန်မမပြောတော့ဘူးလေခုလိုကြောက်လေ तू ကသဘောထားကြည့်ပြီးကိုကပဲသဘောထားသေးနေတလို့ဘာလို့နဲ့ကျွန်တော်စိတ်ကိုရှော့ချလိုက်ပြီးဆက်ပြောရတော့သည်ဒီလိုကွာကျူတယ်ရီလို့ခေါ်တဲ့ဥယျာဉ်ပြအောက်မှာကိုတက်စ်လို့ခေါ်တဲ့အခန်းမာလေးတွေရှိတယ်ပြောရရင်တော့တွင်းငယ်လေးတွေပေါ့ကွာဒီတွင်းငယ်လေးတွေကနေပြီးတော့သပင်ကထွက်လာတာပြီးတော့ဒီတွင်းငယ်လေးတွေရဲ့ပုံသဏ္ဍာန်ကများသောအားဖြင့်ဘဲဥပုံသဏ္ဍာန်ရှိတယ်တချို့ကတော့လည်းပြားချက်ပုံသဏ္ဍာန်ရှိတယ်ဘဲဥသဏ္ဍာန်အတွင်းကထွက်လာတဲ့သပင်ဆိုရင်ကောက်တယ်သူမကိုကြည့်ရတာစိတ်ဝင်စားလာပြီထင်သည်ကိုပြောတဲ့အကြောင်းကိုလားကိုလားမသိမျက်လုံးလေးဝိုင်းပြီးနားထောင်နေတော့လာမင်းကိုမချင်မရဲကြည့်ပဲပြီးတော့သပင်မှာအမြင့်ဆိုတာရှိတယ်ကွာအဲ့ဒါကိုအင်္ဂလိပ်လို follicle လို့ခေါ်တယ်ဒီ follicle ရဲ့အောက်မှာ fovea လို့ခေါ်တဲ့ CO ဆိုတာရှိတယ်ဒီ CO ကသပင်ရဲ့အဓိကပြောင်းလဲမှုတွေကိုပြောင်းလဲမှုတွေမှာအရန်ကိုရှေးပါတယ်ပြောရင်းဆိုရင်လာမင်းကိုဖြတ်ခနဲ့ခိုးကြည့်မိသေးသည်လှသည်ပြီးမှဆက်ပြောသည်ဒီ CO ကသပင်အတွက်ဘလို့ရေးပါတယ်လဲဆိုရင် CO မှာရှိတဲ့ C အယောင်တိုင်းလိုက်ပြီးတော့သပင်ကအယောင်ပြောင်းနေပြောရရင်တော့ကွာ CO ထဲမှာရှိတဲ့ C ကအနက်ဆိုရင်သပင်နဲ့မယ်အညိုဆိုရင်သပင်ညိုမယ်ပြီးတော့ C အပြည့်ရှိရင်သပင်တန်ဆွမ်းပြီးတောက်ပါတယ် C မပြည့်ရင်သပင်မွှဲချောက်ဖြစ်တယ်ကျွန်တော်စကားကိုရက်ပစ်လိုက်သည်ဒီချက်ပို့ပြီးအသေးစိတ်ပြောရရင်တထောင်တညပုံမိတဲ့ရှည်သွားနိုင်တာဟုတ်ဒါကိုပင်သူမမကျေနပ်သေးဟန်မတူပဲထက်ရည်သည်ယောက်ျားလေးတော်များများကအသက်ကြီးနိုင်ဘာလို့ထိပ်ပြောင်သွားကြရလဲရှင်သိလားအဓိကအကြောင်းရင်းကသပင်ကျွတ်လို့ကွာကျမမင်းကလေးတွေကရောသပင်ကျွတ်တာပဲဟာကျမတို့မင်းကလေးတွေကရောသပင်ကျွတ်တာပဲဘာလို့ထိပ်မပြောင်းရတာလဲဒါကဒီလိုရှိတယ်ကွာဆိုအောင်သပင်တစ်ချောင်းကပြင်းမြအဖြစ်33ခါကျွတ်လို့ရတယ်33ခါလည်းပို့ကျွတ်ရင်အဲ့ဒီနေရာမှာသပင်တွေပြတ်မပေါက်တော့ဘူးပြီးတော့ယောက်ျားလေးတွေကမိန်းကလေးတွေထက်သပင်ကျွန်တော်နှစ်ဆပိုမြန်တယ်ဒါကြောင့်ထိပ်မြန်ပြောင်းတာပေါ့ကွာရှင်ပြောတိုင်းကျမယုံပေးရမှာလားတဲ့ကျွန်တော်ပခုံးကိုတစ်ချက်တွန့်၍ဒါတော့ငါလည်းမတက်နိုင်ဘူးမင်းကသာမင်းယုံချင်းယုံမယုံချင်းနေဒါပဲမျက်စောင်းလန်းထိုးသည်ချေရသူဤမျက်စောင်းမို့ကြည်ကြည်လင်းလင်းသာပင်လက်ခံလိုက်သည်ခဏနေတော့သူမစောရကတက်သည်ရှင်ရလေဘာနဲ့တူးနေတယ်လဲသိလားပြောပါအောင်သားသမီးကိုမွေးတော့ကမွေးထားပြီးရှာတော့မကြွေးကျင်တဲ့မိဘနဲ့တူးနေတယ်ရှင်ဟောဗျာကိုကလူပြိုစစ်ဘဲနဲ့ကြောင့်ကလေးပေဖြစ်သွားပါလေဟေးငါကလူပြိုးကွာကျမဥပမာပြောနေတာကိုမြန်နာစရာလားဤလည်းဖြစ်တာခံလိုက်ရသည်သူကဥပမာဆိုတာကိုဆိုတော့မအောင်မင်းရဲ့ဥပမာကြီးရဲ့အတိတ်ပဲသူမပြုံးသည်ပြုံးလင်ပိုလာသည်ကိုထင်မိသည်သူမနှကန်းလေးကိုချွန်၍ဒီလိုလေရှင်ဘယ်လိုလဲသားသမီးကိုမွေးရုံသာမွေးပြီးကျွေးမွေးပြုစုခြင်းနဲ့စိတ်မရှိတဲ့မိဘကိုအကျဉ်းနာတရားရှိပါတယ်လို့ပြောလို့ရမလားဘယ်ရမလဲဟုတ်ပြီဒါဆိုရင်ရှင်လည်းဒီအတိုင်းပဲဟာဘာဆိုင်လို့လဲ
အော်ဘာလို့မဆိုင်ရမှာလဲရှင်ကသပင်ချောင်းတွေကိုသိတယ်လေအင်းဟုတ်တယ်လေဒါပေမဲ့ရှင်ပြောတဲ့စကားထဲမှာသပင်ကိုတန်ဖိုးထားမြင်လို့ကြောင့်ဘယ်နေရာမှာပါလို့လဲကဲဖြေလေးဆိုသည်မြောင်းမျိုးဖြစ်ကြည့်၍မေးခြင်းဖြစ်သည်ဟာဒါကတော့ဘာမှဒါကတော့လုံမင်းနဲ့ရှင့်စီမှာသပင်နဲ့ပတ်သက်လို့ဘာခံစားချက်ရမှာမရှိဘူးဒါဒီကိုအကျဉ်းတရားမရှိတယ်ဟုဆွဆွဲလိုက်တာပင်သူ့ဆွဆွဲချက်လုံးဝမမှန်ကန်ပါဒါပေမဲ့မှားနေကြောင်းလဲကိုရှင်းမပြနေခြင်းတော့ကိုရှင်းပြနေခြင်းကလည်းတနေ့နေ့တစ်ချိန်ချိန်တွင်သူမ၏သပင်တွေကိုကျွန်တော်ဘလောက်တန်ဖိုးထားကြောင်းဘလောက်မြင်လို့ကြောင်းကိုသူတေချာသိမြင်သွားလိမ့်မည်ဟုယုံကြည်မိသောကြောင့်ပဲဖြစ်သည်ဒါပေမဲ့အငြိမ်မနေသောပါဇက်ကသူမနဲ့ကျွန်တော်အကြားအဖို့တစ်ကလေးဖြစ်အောင်ပြောလိုက်မိသေး၏ဒီမှာဖျားရှင်လက်ထက်ကကို့အမေနေရွက်ကိုပြန်ကိုက်ဖြစ်လိုက်တဲ့တခိုးကြီးကြောင်ကြားဘူးလားကြားဘူးသားပဲအဲ့ဒီထဲကအမေလှုပ်တဲ့သူကတော်လားညံ့လားညံ့တယ်လေသူ့ကြောင့်သူသားတခိုးဖြစ်သွားတာ哦မင်းနဲ့ဒီစက်တော်တွေကအမေတိုင်းပဲဘာဟာဟုတ်တယ်လေမင်းအထိန်သိမ်းမတက်လို့မင်းစမင်းနေငါနှာခေါင်းနဲ့ဝင်လာတာဗောကွာသူမှရှူးရှားရှားဖြစ်သွားသည်ကျွန်တော်ဝူဝါဖြစ်မနေပါဒူးကလေးကိုသာအသာနှံ့၍ခက်တီတီနေပေးလိုက်သည်အမှန်တော့သူနဲ့ကျွန်တော်ပြောနေသောကိစ္စများသည်ပြဿနာအရင်ခံနဲ့လွဲနေနိုင်သည်ဒါပေမဲ့ထွေးနေတဲ့ချင်းတွေကလိုလွယ်ကလေးပဲကောင်းပါတယ်ဟုသာမှတ်လိုက်ရပါတော့သူမှကျွန်တော်ကိုမကျေနပ်ပါထို့သို့သူမှမကျေနပ်ကြောင်းကိုပြောတော်မီဟန်ပြနေစဉ်ဟိုသပင်ကိုသူ့ပြဿနာလုပ်နေတဲ့အကိုလေးနဲ့အမလေးခေါင်းပေါ်မှာထွက်လာသောကြောင်စီတန်ကြောင့်ကျွန်တော်မော့ကြည့်လိုက်မိသည်ကားစပယ်ရပါကျွန်တော်လေးတန်းခက်တင်းနေပြီဘာလဲအောင်ကားကလေးမဆပါအောင်ဟုတ်သားဟာအခုချိန်ဒီကိုကားခါမှမပေးရသေးတာကဲကွာယော့200တန်လှမ်းပေးလိုက်သည်ဘယ်အထိလဲကိုတာမွေငတိကောင်းတညစ်ညစ်ပြထွက်သွားသည်ပိုးတဲ့ပတ်စံပြန်မအန်းသွားတောင်းကလာနဲ့တာမွေက100ပဲကြာတာလေထို့ကြောင့်ပြန်တောင်းဟန်ပြင်းနေမှာပင်လာမင်းစီမှာစိတ်ဆိုးမှန်ဆိုးလေးတန်းဖြစ်ရှင်ကဘာဖြစ်လို့ကျမကားကပါပေးလိုက်ရတာလဲဟောငါကအဲ့လိုပိုင်စိုးပိုင်နေမလို့နဲ့ကျမမကြိုက်ဘူးဒါကဟိုအမှန်တော့သူမကားကိုစိုက်ပြီးစိတ်ကူးလုံးလုံးမရှိပါကိုကားကိုသာပေးခြင်းဖြစ်သည်ဒါကိုစပယ်ယာကနားလည်မှုလွဲပြီးနှစ်ယောက်စာယူသွားခြင်းဖြစ်သည်သူကားကိုပေးသည်ထင်ပြီးလာမင်းစိတ်ဆိုးသွားသည်ကပြဿနာမရှိပြဿနာရှိသွားသည်ကကို့မှာပြန်ဖို့ကားကလုံးဝမရှိတော့သည်ပြဿနာလာမင်းလက်မခံခြင်းဖြစ်ပြီးပတ်စံပြန်ပေးလျင်ကောင်းမည်ဒီမှာရှင်းကိုတခါတည်းရှင်းအောင်ကျွန်မပြောထားမယ်ပတ်စံပေးတော့မည်ထင်သည်ထို့ကြောင့်အားတက်တဲ့ရောဖြစ်ဟာပြောပါနောက်တစ်ခါကြာရင်ကားကလုံးဝလာမပေးနဲ့ကျွန်မလက်မခံနိုင်ဘူးဟုတ်ဗျာနောက်တစ်ခါမှတယ်ဒါဆိုဒီတစ်ခါတော့လက်ခံပါသည်ဆိုတဲ့သဘောပေါ့ပြဿနာပဲကွာမဖြစ်နည်းနည်းပါးပါတော့တီးခေါက်ကြည့်ရတော့မည်ဟိုလီဘလို့ပြောရမလဲအခုကိစ္စတော်ပြီကျမကိုဘာတစ်ခုမှလာမပြောနဲ့တော့ထို့သို့ပြောပြီးပြတင်းပေါက်ဘက်သို့မျက်နှာလှည့်သွားသည်ကျွန်တော်ဘက်လုံးဝပြန်လှည့်မလာတော့တော်ဟုတ်တဲ့ဟာမလေးကွာငိုကျင်သည်ကောင်းကလည်းထူပူပြီးဘာအကြံဉာဏ်မှထွက်မလာတော့ကိုကလည်းကိုပဲပတ်စံအပူမပါလာပဲတိုက်ကြောင်ခဲ့မိတာကိုတရားခံအစ်စ်ကဟိုကောင်စပယာပူမသိပါမသိနဲ့ဘာကောင်မှမသိနည်းနည်းပါးမေးပါလားအကူ1ယောက်လား2ယောက်စာလားဆိုတာကိုအခုတော့လာမင်းကိုအမှန်တိုင်းရှင်းပြပြီးပတ်စံပြန်တောင်းရအောင်လဲတိတ်မကောင်းလားရှက်သွားပြီမြည်သူငတ်လျင်ကိုငတ်သူရှက်လျင်ကိုငတ်မြည်အချင်းငတ်သွားမြည်ဟုဆိုလိုသည်ထို့သူစိတ်ပြက်စွာတောင်တွေးမြောက်တွေဖြစ်တာမွေတို့ရောက်လာပါ၏တာမွေရှိကျူရှင်သေးသေးလေးတစ်ခုတွင်လာမင်းစာပြနေကြကိုရခင်လေးတွေကလိုက်ကြည့်ဘူးတစ်ဖြစ်သိသည်ထို့ကြောင့်လာမင်းစင်းတော်မည်ဖြစ်သည်သူနောက်လိုက်လာခြင်းကြောင့်ကိုပါဆင်းရတော့မည်မထူးတော့နောက်ပြဿနာနောက်မှကြည့်ရှင်တော့မည်ဖဲငါလည်းဆင်းပါပါကွာသူမမျက်စောင်းလန်းထိုးသည်မျက်စောင်းဆိုသည့်အရာကမိန်းကလေးတွေမှာတော်တော်ပိုးများရှိပုံရသည်ကျွန်တော်ဆင်းဖို့အပေါ့ဝါနာသွားရသည်သူမပါကျွန်တော်ကပါလာသည်အပေါ့ဝါမှာရှိသောစပီယာကကျွန်တော်ကိုဘာကြောင့်မှန်းမသိဟိခနဲ့ရည်ရပြသည်ပြန်ရမပြဖြစ်ပါတင်းကိုမျက်ထောင်နေကြီးဖြစ်ကြည့်ပြီးမျက်နှာနာကက်၍လေးတန်းတိုးဖြစ်မင်းတတိထားနေတိလားကိုကကျင်းဝါလိုက်တာပါတောက်ကိုတော်ကဘလို့ယူဆသွားသည်မသိပြုံးဖြည်းဖြည်းရုပ်ဖြစ်ဟာကျေးဇူးပဲကိုကျေးဇူးပဲကျွန်တော်ကောင်းမိသည်နောက်တော့ကားအမှတ်တိုင်တွင်ရက်သည်ရောက်ပြီးဖြစ်၍ဆင်းသည်အောက်ရောက်တော့ဂတိမဒီမှာရှင့်ကျမကျူရှင်ရှေ့အထိတော့မလိုက်လာပါနဲ့နော်အေးပါ
ကျူရှင်ရှေ့အထိမလိုက်လာနဲ့ဟုပြောတော့ကြောင့်ကျွန်တော်ကျူရှင်သားအထိလိုက်ပါသည်လာမင်းဘာမှတော့ဆက်မပြောပါသူမဘာသာသူမလာမင်းဘာမှတော့ဆက်မပြောပါသူမဘာသာသူမလှတာပါတာပုံလေးဖြစ်ခက်ကြကြလေးလမ်းလျှောက်သည်ကျွန်တော်ကိုချောင်းချောင်းပုံစံဖြစ်ဘေးမှာလိုက်သည်စိတ်ထဲမှာတော့ဟူးကောက်ဘလို့ပြန်တောင်းရင်ကောင်းမလဲကျူရှင်ရောက်ဖို့လမ်းကတူတူပဲကြံတော့သည်ထို့ကြောင့်အစိုးရစိတ်တို့ကရှေးလာသည်ဒီတော့လာမင်းရောင်လေးစောင်းခဲ့ကြည့်သည်လှလိုက်တာကွာပြီးတော့မျက်ခုံးလေးချီဘာလဲပြောရမယ့်စကားသွားသည်ကိုချစ်နေရသူလေငါကားကလေးပြန်ပေးပါလားဆိုပြီးဘယ်လိုပြောထွက်တော့မှလဲဘာမှမဟုတ်ပါဘူးမျက်စောင်းပြပြလေးထိုး၍ကျမကျူရှင်ရောက်တော့မယ်ကျွန်တော်တပင်းချ၍နောက်ချန်ရနေလေတော့သည်သူမကော့ကော့ရော့လေးလမ်းလျှောက်၍ကျူရှင်ရဝင်သွားပါတော့သည်ကျွန်တော်စိတ်ကိုငြိမ်ထား၍တွေးကြည့်သည်အပြန်ကားကဘယ်ရနိုင်မလဲဒီနားမှာလည်းကိုအတိမိတ်ဆွေရတယောက်မှမရှိလာမင်းကိုလည်းအပြစ်မတင်ရပါကားဆက်ပြာကိုလည်းအပြစ်ကားဆရာကိုလည်းအပြစ်မဖို့ကျင်တော့ပါငွေကြေးနဲ့ပတ်သက်ရင်အမြဲတမ်းအခက်ခဲကြုံတွေ့နေရလိမ့်ရှိတော့ကိုဘဝကိုသာပြန်ကျင်နာနေမိတယ်တော့ကိုရဲ့ကံကြမ္မာကိုရေးဆက်သောနမင်းကြီးသည်လူပြောင်းလူနောက်တအုပ်ဖြစ်ပုံရသည်အဘဲကြောင့်ဆိုတော့ချမ်းသာသောမိဘများမှကိုပေါ်ဟောလာခြင်းကတော့မှန်ပါသည်ဒါပေမဲ့ဒီချမ်းသာခြင်းဒီကိုနဲ့ဘာမှမဆိုင်ဘယ်တော့မှဆိုင်တလို့လေးပင်မရှိခဲ့အမြဲတမ်းလိုအပ်ချက်ပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရသည်ဒီလိုမစီမဆိုင်သေးဝါသောငွေကြီးပြဿနာလေးများနဲ့အခါပေါင်းများစွာရင်ဆိုင်နေရသောမိမိဘဝသည်မိမိနဲ့ထိုက်တန်ပါသလားရဲခြင်းသည်နာကြီးကြီးကိုရဲပြစ်လိုက်ခြင်းသည်ဘဝကိုကိုလိုချင်တာလေးရဖို့နဲ့ကိုမျိုးချင်တာတွေမရဖို့အမြဲတမ်းအားပြိုင်နေရတဲ့ကိုရောဘာလို့လိုချင်ခဲ့မိသနည်းတိတ်အများကြီးမရှိခဲ့ဘူးတော့ထင်မိသည်အဓိကအဖြစ်ပြောရရင်အဖေစီမှာနားလည်မှုကိုလိုချင်သည်အနုပညာသမားတစ်ယောက်ဖြစ်ချင်သည်ယခုလာမင်းထံမှနှစ်လိုပဲအပြုံးကိုမြင်ချင်သည်ဒီဆန္ဒများသည်လူသားတယောက်၏အတ္တနှင့်ရှင်လင်တိတ်မလုံးလောက်ဟုတ်တော့ထင်မိသည်ဒါပေမဲ့အခုချိန်ထိတော့တခုမှကိုဖြစ်မလာသည်ဒါဘာကြောင့်လဲကိုကပဲကြိုးစားအားထုတ်မှုညံ့လို့လားဒါလည်းတိတ်မဟုတ်လာသေးဘူးထင်မိကြသည်ဘာဖြစ်လို့လဲဆိုတော့အဖေစီကနားလည်မှုရှာနို့ဖြစ်ကိုကြံငယ်သောဘဝတော်တော်များများမှာအဖေစိတ်တန်းကြနေထိုင်ခဲ့သည့်ကြည်သာပြင်ဖြစ်သည်နောက်ဆုံးဘလို့မှဖြစ်လာလိမ့်မည်ဟုထင်မှတ်မထားတော့သောကြောင့်ကိုလန်းကိုရှောက်ခဲ့ရခြင်းသာဖြစ်သည်နိပညာနဲ့ပတ်သက်လို့ရောကိုဘက်မှာကိုဘယ်မှာကြိုးစားအားထုတ်မှုညံ့ခဲ့သည်နီကိုတစ်ပတ်10ရက်လောက်ခေါင်း6ခံပိမှန်းခံကောင်းတော်ထက်ကောင်းရေးသားခဲ့ရသောကြပြတပုတ်သည်အဒီတာဆိုသောပုဂ္ဂိုလ်ကမျက်လုံးတစ်ချက်လောက်ဝေ့ပြီးဖက်ကခေါင်းတစ်ခါလောက်ပြီးအမိုက်ချင်းနဲ့ပစ်ထည့်လိုက်သည်ရင်နာမိခဲ့တော်လဲစိတ်မနာပါကိုရည်ချင်းကအပေခံလောက်သာရှိသေးသည်ဟုဖြစ်တွေးပြီးလို့ရခဲ့ပါလေဘာပဲဖြစ်ဖြစ်ကိုကြိုးစားခဲ့သည်ဆိုတာကတော့သိကြသည်အခုလေလာမင်းဆိုသောကောင်မလေးနဲ့အမှတ်မထင်တွေ့ခဲ့သည်ဘယ်မင်းကလေးကိုမှစစ်မကြည့်ခဲ့တော့ကိုနှလုံးသားအချစ်တီဟုထောက်သည်ဒါပေမဲ့အများနည်းတူပြန်ကြိုက်ဖို့မပြောနဲ့ကိုရိုက်မလို့ရင်တော့မှကန်ကောင်းသည်ဟုပြောရသောအဆင့်ဒီမြတိုးတက်မှုရှိသည်အစင်မပြေခြင်းဆိုသောမို့သည်ကိုတယောက်ကိုမှဆိုရသလားမသိစိတ်ဓာတ်ကိုကိုတက်တဲ့လောက်တင်းထားတော့လဲရှုံးပွဲတွေများလာတော့လူကညင်းငွေလာပြီဘာတွေလဲဘဝဆိုတာဘာလဲဒုက္ခကိုပြရရတော့ပြီးကျွေးရင်တော့မှချိုးရဲဆိုပြီးစားပြစ်လိုက်အောင်မယ်အခုဟာမဟုတ်ဘာအချိုးစကားမှမပါပဲအတုံးလိုက်အထစ်လိုက်ကိုမျိုးချနေရပြောရရင်ဒူးထောက်လက်မြောက်ထားပါတယ်ဆိုကောင်မှလေးဘက်ကလေးပါထောက်လိုက်ပါဦးလို့လာပြောနေတဲ့အပေါက်မျိုးကျွန်တော်စိတ်လေဖြစ်ဒါမင်းကျူရှင်ရှိရာလမ်းထိပ်အုပ်ခုံလေးမှာထိုင်ပြီးငိုင်းနေခြင်းဖြစ်သည်ပူရှန်နေသောအချိန်တွင်တရားဆိုသောပတ်စံသည်ဘာမှအသုံးမဝင်ရဘူးဟုထင်ရတော့လေတကယ်တမ်းရည်တကြီးလိုအပ်နေသောအချိန်တွင်၎င်းငွေတရားသည်မြင်မာသောငွေကြီးပမာဏဟုပမာဏထင်ရသည်ငွေတရားဘယ်နေရာကရှာရမည်နည်းဘာရမဟုတ်လက်မနာရီကိုကြည့်မိလိုက်သည်17နာရီထိုးပြီးထိုးတော့မှပြုံးခနဲ့တတိယမိသည်ဟာဟုတ်တာပဲငါဒီမှာနာရီရှိသေးတာပဲဟုတ်တယ်လေနာရီခဏထားခဲ့ပြီးပတ်စံတရားချေးရင်ဘယ်သူမှဆိုချေးမှာပဲနောက်မှလာပြီးကိုပြန်ရွေးတာရောပေါ့ထိုတွေ့ကြောင့်အပူပန်နေသောစိတ်သည်တော်တော်ပင်ပေါ်ပါသွားသည်ထိုင်ရမှထ၍မျက်စောင်းထိုးနားတွင်ရှိသောကွန်းရဆိုင်လေးတစ်ဆိုင်သို့ခက်သက်ပဲရှောက်သွားလိုက်ပါတော့သည်ကျွန်တော်ရင်ကြီးတိုင်းခုန်မြန်းနေပါသည်ကွန်းရရောင်းသောငတိရနာယိုစိတ်မွေးတပွင့်ကဲ့သို့ပင်ဖင်တပြန်ကောင်းတပြန်တေချာကြည့်နေတာဟုတ်ကိုနာရီက4-5လောက်တော့တန်သည်နာရီတစ်လုံးမှာဝယ်ထားတာတစ်နှစ်လောက်ရှိပါပြီဘာဖြစ်100လောက်တော့တန်ပါတယ်လေထုံငတိတေချာလေးလာပြီးရဲ့နောက်
ကျွန်တော်မြင်တာပြောရရင်ခမရနာကြီးကထိုလူစကားဆက်မပြောသေးပဲကျွန်တော်ကိုစိုက်ကြည့်သည်ပြီးမှအထဲမှာဆက်ရှိတယ်ဗျစိတ်လေသည်အထဲမှာဆက်မပါပဲသွားသည့်နာကြီးကိုမြင်မှုသည်ထင်သည်ကဲထားပါလေခုခမရပတ်စံဘယ်လောက်လိုချင်လို့လဲတရားလေးဗျပြောပြီးသားပဲဟာမဖြစ်နိုင်ဘူးဗျပြဿနာရှိတယ်ကျွန်တော်နဝေရင်အောင်ဖြစ်သွားမိသည်နာကြီးကအကောင်းကြီးပဲဟာဘာပြဿနာရှိလဲဗောအထို့ကြောင့်နာကြီးကဘာများဖြစ်နေလို့လဲဗျနာကြီးကဘာမှမဖြစ်ပါဘူးဖြစ်နေတာအကျုပ်ဒါဆိုနာကြီးမပြတ်ဖဲသူပြတ်နေပဲထင်သည်တဲ့ခမရကဘာဖြစ်နေလို့လဲတဲ့ဈေးဦးမပေါက်သေးလို့တဲ့ဟောအဲ့ဒါနဲ့ဟုတ်တယ်ဗျကျိုးတို့ဈေးတယ်တွေရဲ့ထုံးစံမှာရောင်းတဲ့ပစ္စည်းဈေးဦးမပေါက်သေးပဲငွေထွက်သွားရင်တစ်နေ့လုံးလက်တိတ်သွားတတ်တယ်ဗျတရားလဲပဲဟာကိုဗျတရားလဲပတ်စံပဲဗျပြီးတော့ကျုံမိမအမှားထားတယ်ရှိုးရှက်ကိစ္စတွေမလုပ်ပါနဲ့တဲ့စိတ်ထဲမှာခံပြင်းသွားသည်လက်စသက်တော့မိမဆူမဆိုးလို့ကိုဝိတ်လက်ကြောင်ပဲလုံနေတာဟုတ်ခမရတော်တော်မိမကြောက်တဲ့လူပဲမကြောက်ပါဘူးမကြောက်ရင်တရားပေးလေဟိုဒါတော့တော်ပြီဗျာဘာမှလာမပြောနဲ့ကျွန်တော်စိတ်တူနဲ့ပြောပြလိုက်ပြီးအုတ်ခုံနဲ့ပြန်ထိုင်ရတော့သည်စိတ်ထဲတွင်အချင်းများသည့်စိတ်တို့ကတွန်းထိုးလှူရှာရင်အခုဘာဆက်လုပ်ရရင်ကောင်းမလဲစိတ်ကိုပြန်လျှော့၍ခေါင်းကိုခဲထားကပြန်စဉ်းစားရသည်နောက်တော့ဥပထံအနာကြီးထပ်သွားပေါင်ရင်ရောခေါင်းကိုခါရမ်းပစ်လိုက်သည်မဖြစ်နိုင်ပြောချင်စိတ်ကိုမရှိရောဒါဆိုဘာဆက်လုပ်ရမလဲမြန်ဝန်းတဲ့တွင်လာမင်းပုံရဲကတိုးဝင်လာသည်ဟုတ်တာပဲကိုယ့်ရဲ့လာမင်းရှိတာပဲလာမင်းရှိတာကတော့ဟုတ်ပါပြီလာမင်းကျူရှင်ကညနေ3 နာရီမှဆင်းတာဆိုတော့ကိုစောင့်နိုင်မှာမလားမစောင့်နိုင်လဲစောင့်ရပြီတော့မိဟုတ်တယ်လေဒီလိုပတ်စံတရားလေးနဲ့သူများစီကအောက်ကျိုးခံအကူညီတောင်းမဲ့စားကိုချစ်သူကိုပဲတွားပြီးဥညစ်တော့မှာပေါ့ဒါပေမဲ့တခုတော့ရှိသည်လာမင်းကိုပြောရသလားပြောလို့ကောထွက်ပါမလားအခုတော့မှဥတူတူနဲ့နှုတ်တွန့်ပြီးပြောမထွက်တဲ့ဟာကိုစိတ်ကိုပြပြတသားဆုံးဖြတ်လိုက်သည်ပြောရဲလေပြောရပြီတော့မိပြောမထွက်လဲအတင်းညှစ်ထုတ်ရပြီလေမိဟုတ်သည်ခုနကကိုမပြောလိုက်တာကချိန်ဆနေလို့ထူပူးနေလို့အခုကလုံးဝဆုံးဖြတ်ပြီးသားဘာလို့မပြောရမှာလဲထို့သောစိတ်ကိုပမိုင်းနေချပြီးမှလူကပေါ့ပွားသွားသည်လာမင်းလမ်းလျှောက်လာပြီးဘက်ကိုမျက်နှာမူလိုက်သည်ငါရဲ့လာမင်းလေးရေမင်းရဲ့လင်းရောင်အိမ်မြတ်ပါရဲ့မဟုတ်လားငါရဲ့နေညတွေကိုလင်းမတ်စေရဲ့မဟုတ်လားအတူမရှိပါဘူးလာမင်းရဲ့တကယ်ကိုအနိုင်မဲ့ပါပြီးတော့ငါရဲ့ဘက်ကလည်းနှစ်ခုမရှိပါဘူးမင်းအတွက်သာထာဝရတစ်ခုတည်းပဲရှိနေတာပါလာမင်းကတန်းတာခြင်းတွေအကြောင်းပြောနေတာကြားရဲ့မဟုတ်လားလိုအပ်ချက်တွေအထက်အပေါင်းလက္ခဏာတွေပြနေတယ်ငါဘဝကိုခုံဆင်းဖို့လာမင်းမုံမရဲဖြစ်နေမလားစိုးရိမ်မနေပါနဲ့လာမင်းရဲ့ငါမှာအချစ်တွေပဲရှိတယ်လေမင်းအတွက်လုံလောက်ရုံတော့မဟုတ်ပါဘူးအစာပေါင်းများစွာတော့ပိုရှမ်းနေအောင်ပါဒီချစ်တွေနဲ့မင်းစားသုံးဒီချစ်တွေကိုမင်းချုပ်လို့ဝစ်စင်ဒီချစ်တွေကိုနေရာထိုင်ခင်းဖြစ်ဖမ်းသင်းပြီးမင်းနေလေဒါဆိုပြည့်စုံခုံလုံးပါလာမင်းရဲ့ဘာတွေမှမသိပါတွေးမိတွေ့ရတာတွေးမိနေခြင်းဖြစ်နှစ်ချုပ်လိုက်တော့လာမင်းစီမှာလိုင်းကားစီရင်ပတ်စံတရားချေးရမည်ဒါမှမဟုတ်တောင်းရမည်ဒါပဲဖြစ်သည်အချိန်ဒီတဖြည်းဖြည်းလေးကန်စွာလမ်းလျှောက်ထွက်သည်တကူလုံးလဲညောင်းချနေလေပြီလာပါတော့လာမင်းရဲ့3 နာရီဆိုတော့အချိန်တက်မှတ်ချက်သည်ရင်တထိပ်ဖြစ်ကြောက်လာ၏လာမင်းလာတော့မည်ရှင်သည်တစ်ဆက်တုံရင်းလာသည်ညဝန်းရိတ်ထဲသို့လာမင်းညင်သာရှုလာသည်ဟောလာပြီခန္ဓာကိုယ်တစ်ခုလုံးအချိုးမကျစွာဖွဲ့စည်းခံလိုက်ရသလိုမနေတဲ့မထိုင်တဲ့ဖြစ်သွားသည်လာမင်းကတော့နှစ်သမီးတစ်ပါးလူရောင်ဖန်ဆင်းပြီးကဘာမြေပေါ်လေးညင်းခံလမ်းလျှောက်ထွက်နေသလားထင်ရအောင်ပင်တက်တောင့်တက်တာသာပြီးလျှောက်လာသည်အနည်းရောက်တော့မြင်သွားသည်တမင်တကာလားတကယ်စိတ်ရှုပ်သွားရလားမသိမျက်မှောင်လေးကုတ်သွားသည်ကိုကတော့မရပဲဟိုကုတ်တီကိုကုတ်ပြီးသွားသည်သူမကိုပြန်ရေးမရှဲမပြပါရှဲမပြတဲ့အပြင်မျက်နှာကိုမာသရတ်မအောင်ပြုတ်ပြင်ပြလိုက်သည်ကိုတွေ့ရသည်ကျွန်တော်မခုတ်တီကိုလည်းနားကဲ့၍လာမင်းပြန်ဖြေခြင်းမရှိပါထို့ကြောင့်လာမင်းငါကိုလေးဟိုကျွန်တော်မျက်နှာကိုငငယ်လေးထား၍ငါကိုလေးဟိုကားကဒီမှာရှင့်ကိုကျွန်မပြောပြီးသွားပြီလေဘာတော့ဗောကိုသူမကိုဘာမှမပြောရသေးတာဘာကိုလဲကားကိစ္စလေဟုတ်တယ်အခုငါပြောမှလည်းကားကိစ္စပဲရှင်ဟာလေသူမစိတ်ပြတ်တယ်လို့ညင်းသည်ကျွန်တော်မျက်နှာကိုပုံငယ်အောင်လှုပ်ပြလိုက်သည်ကားမရှိကြောင်းသူ့ဘာသာလူလေးယောက်တိသွားပြီးထင်သည်ဟိပြောလိုက်တာဒီမှာဗျာဟုတ်ကဲ့ရှင်လုံးဝပေးကြရမလို့ခမညာကျမကားကိုရှင်လုံးဝပေးကြရမလို့သေးပြီလေလက်ဆက်တော့သူကားကိုထပ်ပေးခြင်းလို့လိုက်ပြောနေလို့ထင်းနေတာ哦ငါကွာအဲ့ဒါမဟုတ်ရပါဘူးကွာအိုးရှင်ဘာမှထပ်မပြောနဲ့တော့ရှင်ပေးတာကိုကျမလုံးဝလက်မခံနိုင်တော့ဘူးဒါပဲဖေ
အရှင်ရကစိုးနာမည်ကြီးကျွန်တော်မျိုးရဲ့သားလေးအဲ့လေကျွန်တော်မျိုးရဲ့ချစ်ရသူလေးကိုအမှန်တိုင်းသိမြင်လောက်ကူညီပေးပါကျွန်တော်ဘာစကားကိုဘလို့ပြောရလာမင်းနားလည်နိုင်အောင်ပြောရမည်ကိုစဉ်းစားမရတော့အခုလိုရည်ထင်နေသောအချိန်မှာငါမှကားမရှိတော့လို့100လောက်ချေးမလို့ပြောနေတာပါဟုပြောနေသူမောက်ရွက်တိုက်သူထင်သွားနိုင်သည်စိတ်ညစ်ရတဲ့ကြားတဲ့ကားမတိုင်ကလည်းရောက်လာပြီလာမင်းမျက်နှာကတော့ချီတီတီနဲ့ကျွန်တော်မျက်နှာကတော့ ETT နဲ့ခါတိုင်းနာရီဝက်တနာရီလောက်ကြာအောင်စောင့်ရလိမ့်ရှိတော့လိုင်းက9မိနစ်မပြည့်သေးမှတ်တိုင်ဝင်လာပြီလာမင်းကားပေါ်တက်သွားသည်ကျွန်တော်ဘာလို့ရမည်နည်းဘာလို့အောင်လဲမသိတော့ကြောင်ရောင်တောင်ဖြစ်ကားပေါ်လိုက်တက်သည်ကားပေါ်တွင်လာမင်းမျက်နှာကိုစူပုတ်ထားသည်ကျွန်တော်ငိုချင်သည်ဖေစပယ်ရမျက်စိရှမ်းပြီးကားကလာမတောင်းပါစေနဲ့3-4မိနစ်လောက်အထိတော့ကိုစုတောင်ပြည့်နေသည်ဟုဆိုရမည်4မိနစ်လေးလွန်ရောစပယ်ရဘေးတွင်ရက်နေတော့လာမင်းထံမှကားကအရင်တောင်းသည်လာမင်းတရားတရက်ကိုကြပြထုတ်ပေးလိုက်သည်မျက်စိထောင်စုံနဲ့ရိတ်ခနဲ့မြင်မိလိုက်၏ဒါဆိုငါ့အတွက်မပါဘူးဘောအင်းလေပါစရာကြောက်မှမရှိတဲ့ဟာဒါပေမဲ့ရှင်ထဲမှာနှင့်ခနဲ့နေအောင်ခံစားလိုက်ရသည်စပယ်ရရဲ့မျက်လုံးကြည့်ကိုစီရောက်လာသည်ဖေကြိုးသွားပါသည်ဆူတောင်းအောင်မပြေပါဒီကနောင်ကြီးကားကလေတန်ရောင်ပြစ်လိုက်သည်ဘလို့ကားကဟုတ်လားစပယ်ရကပူကြီးကြည့်ပြီဟုတ်တယ်ကားကမဟုတ်တာကွာယူကျင်အောင်စောင့်ကြည့်ရတော့မည်စပယ်ရလေးတန်းပါဖြစ်ဘာမဟုတ်တာလဲဗျခတ်တာပဲကွာမင်းငါချစ်တော့ကိုသိချကြည့်စမ်းဘာလို့လဲဗျဩကြည်စမ်းပါလို့ဆိုကွာစပယ်ရကဦးတူတူဖြစ်ကျွန်တော်ချစ်တော့ကိုငုံကြည့်သည်ကျွန်တော်ကရုပ်တည်ကြည့်ပြီကဲမင်းကြီးတော့ငါချစ်တော့တွေစုနေသလားကားနေသလားစုနေတယ်လေဗျာအေးဒါဆိုမင်းကဘာကိစ္စငါ့ကိုကားဆိုပြီးလာတောင်းနေရတာလေစပယ်ရကရွာလေသွားလေသည်ဒါပေမဲ့ခဏပါနောက်တော့သဘောပေါက်သွားဟန်ပြီဩလက်စားတော့ခမရကားမပါဘူးပဲကိုဟုတ်တယ်ကွာဒါများဗျာစောကြီးကလေးကပြောပါလားဒင်းအတန်ကျဲသည်ထို့ကြောင့်ကျွန်တော်မျက်နှာဘယ်နှသွားထားမှမသိဒါတော့ငတိရဆက်ပြီးအော်ကျဲလှုပ်နေသေးတယ်ခမရရုပ်ကြည့်တော့ကားကပေးမစီးပေးနဲ့ကားကပေးမစီးနိုင်တဲ့လူမှမထင်ရပါဘူးဗျာနော်ဟုတ်လားပြီးတော့ငတိရစဉ်းစားဟန်ဖြစ်ဒါကလည်းရုပ်နဲ့တိတ်မဆိုင်ပါဘူးလေဥပမာကျုပ်ရုပ်ကိုကြည်စမ်းဆိုတော့ကြောင့်ကြည့်ရပါသည်ကိုကျေးဇူးရှင်ကိုရုပ်ကလွှန့်ပြလို့တော့လှမ်းပြီးတတွေးထွေးခြင်းနဲ့စိတ်မရှိတဲ့ယုံမျိုးငစင်ရိုင်းပြုံး၍ဘလို့လဲရုပ်ဆိုးတယ်မဟုတ်လားအာနာဘာနာပြဒီလောက်လည်းမဟုတ်ပါဘူးရုပ်ဆိုးတယ်ပဲထားလိုက်ပါတော့ဗျာဒါပေမဲ့အထင်တော့မသေးနဲ့နော်ကျုပ်တညကိုဘီယာ2ကြားလောက်တောက်တယ်ဩဟုတ်လားစတီယာငတိကိုရည်သွေးကြည့်ပြီးဒါပဲလေဗျာခမရကြီးတော့ရုပ်ရည်တန်းပြင်းနဲ့ကားလောက်တော့ပေးမစီနိုင်ဘူးကျုပ်ကြတော့ရုပ်ရည်မရှိရတော့မှန်တယ်ဒါပေမဲ့တနေ့ဘီယာ2ကြားလောက်တောက်နိုင်တယ်မဟုတ်လားခံလိုက်ရသည်ဟုသာစိတ်ထဲမှာပြောလိုက်ပြီးတော့ဒီမျက်နှာတစ်ခုလုံးနဲ့ထူထူဖြစ်နေပြီလာမင်းဘက်ကိုလည်းလုံးဝမကြည့်ရဲ့ကိုတော်တော်ထင်သေးတာပြီဆိုတာလုံးဝသိကြတဲ့လောက်ရှိသွားပြီလေလောလောဆယ်ကားစပယ်ရတော့ကိုယ့်ထက်အများကြီးတာနေတာ哦ဒီလိုနဲ့စပယ်ရပွားစီကျွန်တော်ကိုကုံကိုမဖော်မတူတော့လှုပ်လိုက်နောက်ထပ်တက်လာတော့လူများကိုပတ်စံကောက်လိုက်နေပြီးတော့ကျွန်တော်စီလာရေးပွားစီပြောလိုက်ကျွန်တော်စီလာပြီးပွားစီပြောလိုက်ပြီးလှုပ်ရှုပ်သွားသည်စိတ်ပြက်စရာလဲကောင်းရှက်စရာလဲကောင်းပါသည်ဒါပေမဲ့ဘယ်တတ်နိုင်ပါတော့မလဲတရောင်းသားဖြစ်မှတော့ခွက်ကန်ရတာရှက်စရာမှမဟုတ်တော့တာလာမင်းဘက်ကိုတော့အယောင်အိမ်မြပင်လှည့်မကြည့်ပြမျက်စိရှိတွင်မြင်တွေ့နေတဲ့သူများကတော့ကိုကိုလှည့်ကြည့်ဖြစ်ရမောနေကြသည်လာမင်းလည်းရဲနေမိထင်သည်ရဲပါသည်လာမင်းရဲ့လှတယ်လေအရေမျက်နှာကလေးရပြအစွမ်းကုန်ပွင့်လန်းနေပြီလာမင်းမျက်နှာလေးကိုစိတ်ထဲမြင်အောင်ကြည့်မိသည်ပြီးတော့ဥတူတူရုပ်ပြစပယ်ရစကားကိုခေါင်းလိုက်ညင်ရသည်ပတ်စံ4-500ဆိုတော့ကျုပ်တို့အသေးအဖွဲဗျာဒါပေမဲ့ခမရကတော့များရင်များနေမှာပေါ့ဗျာဒါပေမဲ့ခမရအတွက်ကတော့များရင်များနေမှာပေါ့ဗျာနော်ကျွန်တော်ခေါင်းငိမ့်ပေးလိုက်သည်ဒါပဲဗျလောကကြီးကဗါတဲ့အနေစုပ်ပေမဲ့ရွှေထုတ်တဲ့မြတ်ဘဝတဲ့ခမရကြားဘူးလားအဲ့ဒါကျုပ်ကိုပြောတာဗျာကျုပ်ကိုပြောတာဒီလိုနဲ့ကျွန်တော်ကားပေါ်မှာအောက်ကိုဆင်းတော့ခါတိုင်းလိုလာမင်းဘေးမှာရှင်မလျှောက်ဖြစ်အနောက်ခက်လက်လက်မှသာငိုက်ဆိုင်လိုက်လျှောက်သည်ရင်ထဲတင်ဘာမှမရှိဗလာဟင်းလင်းဖြစ်နေသည်ခြေထောက်နဲ့မြေကြီးထိဆက်နေသလားမထိဆက်ဘူးလားဆိုတော့ကိုပင်တတိမပြုမိမထိဘူးထင်သည်ကိုခြေထောက်နဲ့မြေကြီးအကြားတွင်ဂုံတိတ်ခါတွေကအလျားလိုက်ပြန့်ကျင်နေတာ哦လက်စားတက်တော့ငါခြေထောက်အောက်မှာငါနေထားတာငါဂုံတိတ်ခါတွေပါလားဝမ်းနေစရာကောင်းပါသည်ဒါပေမဲ့ဝမ်းနေဖို့အင်အားမရှိတော့ကြောင့်ဝမ်းနေခြင်းလည်းမလိုအပ်တော့ပြီးတော့ဘာလို့အချက်မှလည်းရှိတော့မည်မထင်ဒီမှာကိုညီနေွာ
ရှင်ထဲတွင်နှိတ်ကနေဖြစ်သွားသည်လာမင်းခြေစုံရက်၍ကိုယ်ကိုခေါ်နေခြင်းဖြစ်သည်ထို့ကြောင့်ကိုယ်ပါရက်တန်းလိုက်သည်ဘာကြောင့်လဲဆိုသည်မိကုန်းကိုတော့မမေးမိလာမင်းလေးတန်းအေးလေးပြည့်ရှေ့စီမှာတကယ်ပဲကားကမပါတော့ဟာလားကျွန်တော်ခေါင်းကြီးပြလိုက်မိသည်ဟုထင်သည်လာမင်းထံမှတပြင်းချတဲ့တက်တက်လေးကြားရသည်ဒါဆိုဘာလို့မနက်ကကျမကားကိုရှင်းပြလိုက်ရတာလဲကျွန်တော်ထံတွင်ဖြေမရှိပါလာမင်းကအဖြေကိုစောင့်မျှော်နေဟန်တူသည်ထို့ကြောင့်နှစ်ယောက်သားကြားခဏမြတိတ်ဆိတ်မိသွားသည်အတန်ကြာမှကျွန်တော်ထံအဖြေပြန်မရနိုင်တာလာမင်းရှိမိသွားဟန်ဖြစ်ရှင်နောက်နေ့ကစပြီးကျမနောက်ကိုလိုက်မလာပါနဲ့ရှင်ကျွန်တော်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးလာမင်းကိုကြည့်လိုက်မိသည်လာမင်းမျက်လုံးများကမှိုင်းညွတ်နေတယ်လို့ပင်ဘာကြောင့်မလိုက်ခိုင်းတယ်လဲဟုဆိုတော့ကျွန်တော်မေးဟန်ပြနေစားမှာပင်လာမင်းထံမှစကားတန်အရှိဥစွာထွက်လာခြင်းကြောင့်ကျွန်တော်နှုတ်ဆွမ်းအားမိသွားသည်မမိုးကကျမကိုပြောတယ်မမိုးဆိုတာကျွန်တော်စားနေကြဈေးဘဝနဲ့ရတဲ့ထမင်းဆိုင်ကလေးရဲ့ပိုင်ရှင်အန်တီကြီးပါဒီနောက်ပိုင်းနေရှင်သူ့စီကတနေ့ကိုထမင်းတစ်နက်ပဲဝယ်စားတော့တယ်တဲ့ဟာဒါကခဏလေးကိုကြီးနေဝါကျမစကားမဆုံးသေးဘူးကျမနောက်လိုက်လို့ရှင်တနေ့ကိုတနေ့ကုန်တယ်ကားက400ကရှင့်ရဲ့မစားပြတဲ့ထမင်းတစ်နက်ဖို့ဆိုတော့ကျမသိနေတာကြာပြီလာမင်းဒီတော့နောက်နေ့ကစပြီးရှင်ကျမနောက်ကိုမလိုက်ပါနဲ့တော့ရှင့်မသာအစားအသောက်ကိုသာပုံမှန်ပြန်စားပေးပါရှေ့ရော့တင်ငယ်မှုတွေကတကူလုံးအနှံ့ပြမှာဆင်းသွားသည်ကျွန်တော်ဘာကိုဆက်ပြောရတော့မလဲဘာများလုပ်လို့ရသေးရဲ့လဲဗျမိုးပြိုသွားတာမဟုတ်ပါဘူးကြေကွဲမှုတွေပြိုဆင်းသွားတာပါအားလုံးဆုံးရှုံးသွားပြီဟုထင်မှတ်မိတဲ့ချိန်မှာတွင်လာမင်း၏ရဲဝန်းလာသောတက်တီကိုတိကျစွာထွေးမြင်လိုက်ရလေတော့သည်ရှင်ကျမကိုဘာမှပြောစရာရှိသေးလဲကိုကြီးနေပါကျွန်တော်ခေါင်းကိုသာဖြင်းညက်စွာခါရလိုက်မိသည်မဟုတ်သေးဘူးလေအခုချိန်ကြီးရှင်ကျမကိုချစ်ခွင့်မပန်ရသေးဘူးဟာကျွန်တော်ကြောင်ရင်ဖြစ်သွားပြီသည်လာမင်းအပြုံးတက်ဖြစ်ဟုတ်တယ်ရှင်ဘယ်တော့မှပြောမှလဲကျွန်တော်စိတ်လှုပ်ရှားနေသောစိတ်ကိုသာထင်းချိုးပစ်လိုက်သည်ကျွန်တော်အခုပြောတော့မယ်လာမင်းပြောလက်တီကိုကြစ်ကြစ်ပအောင်ဆုပ်၍လာမင်းကိုရမ်းချစ်တယ်လာမင်းထံမှတိကျတိကျသောလေသံဖြင့်ကျမလည်းရှင့်ကိုချစ်တယ်ကိုကြီးနေဝါတထုံထုံတိုင်းတိုင်းတကားထုတန်ကြောင့်ကျွန်တော်အိမ်မက်မှာမညီညွတ်စွာလန့်နိုးလာသည်တုံအဲ့အောင်တကားပွင့်တယ်ဟာဘာလဲဗျာတုံတကားဖွင့်စမ်းဆိုကွာညနေဆောင်ကြီးအိပ်ပျော်မိသွားခြင်းကြောင့်လူကမလန်းမဆန်းဘာလို့ဖွင့်ရမှာလဲမဖွင့်ဘူးဗျာဖွင့်ခမရကျုပ်ကိုပြဿနာရှာမှာပေါ့အောင်မဲဒါကြတော့ကြောက်ရတယ်ဟုတ်လားဘာလို့ကြောက်မှာလဲပြဿနာမဖြစ်ချင်လို့ဗျာကဲဟုတ်ပါပြီကွာတကားသာဖွင့်ငါမင်းကိုပြဿနာမရှာဘူးလို့ဂရီပေးတယ်တကယ်လားတကယ်ပါဆိုကွာနေပါဦးကိစ္စရှိလို့လားအေးရှိတယ်မင်းအဖေစီဖုန်းဆက်ရမယ်ဘာကိစ္စလဲထိုလူအပြင်မှခဏငြိမ်သွားသေးသည်ပြီးမှအော်ကျုပ်ကိုယ်တိုင်ပတ်စံပေးဖို့ပြောရမယ်ပေါ့အေးဟုတ်တယ်ကျွန်တော်စဉ်းစားကြည့်သည်အဖေကိုကိုယ်တိုင်ဖုန်းဆက်၍ဒီလူကိုပတ်စံအမြန်ပေးရန်ပြောသင့်သည်ဟုတော့ထင်မိသည်ဒါမှကိုဒီဘဝကျွတ်ပြီးလာမင်းနဲ့မြန်ပြန်တွေ့ရမှာလေထို့ကြောင့်ကျွန်တော်တကားပွင့်၍အပြင်သို့ထွက်လာခဲ့သည်ထိုလူပြေဆောင်ပြေရက်ကြည့်သေးသည်ပြီးမှအိတ်ထဲမှဟမ်မိုတလုံးထုတ်ကာဇွဲဝပြစ်နေပေးသည်ဟာခမရစီမှာဟမ်မိုရှိတယ်ဘယ်ကအလေးတုတ်လာလဲsorry အလွန်ကို sorry နောက်တာပါဗျာခမရလေထိုလူဒေါသအိုးမပေါက်ကွင်းကျွန်တော်ဖုန်းကိုအမြန်ကောက်ကင်လိုက်သည်ပြီးတော့အမေဖုန်းနံပါတ်ကိုအမြန်နှိပ်လိုက်သည်ပြီးတော့အဖေဖုန်းနံပါတ်ကိုအမြန်နှိပ်လိုက်သည်ဖုန်းဝင်သွားသည်ခဏချက်ချင်းပင်အဖေတန်ကိုဖုန်းထဲမှာကြားရ၏ဟယ်လိုဦးနေဝါပြောနေပါတယ်တားပါကျုပ်အတီထဲမှာတားပါဆိုတဲ့နာမည်မရှိဘူးဗျဖုန်းမနေပြီထင်တယ်ဖေတို့ကတော့လှုပ်ချလိုက်ပြန်ပြီအဖေသားညီနေဝါပြောနေတာဩအေးပြောပတ်စံပေးလိုက်ပါအဖေရာဟောဘသူ့ကိုငါပတ်စံပေးရမှာတော့တောက်ကိုပြန်ပေးဆွဲတဲ့လူကိုပေးရမှာလေဘာမင်းကိုပြန်ပေးဆွဲတဲ့လူကိုဟုတ်လားဟုတ်တယ်လေမနက်ကသူဖေ့စီဖုန်းဆက်သေးတယ်ဆိုမနက်ကဟာအေးဘဲကယူချင်အောင်ကောင်းလည်းမသိဘူးဆက်တယ်ကွာဗါတဲ့သူ့ကိုပတ်စံ3,000ပေးရမယ်ဆိုလားအဲ့ဒါတကယ်ဟုတ်တယ်ဖေးအဲ့ဒီပတ်စံပေးမှာတောက်ကိုပြန်လွတ်မယ်တဲ့အေးဦးနေကစဉ်းစားသွားပုံရရင်ပြီးတော့မယုံတယ်လို့လေးနံပြည့်အဲ့အောင်မင်းဟုတ်ရဲ့လား
ဟုတ်ပါတယ်ဆိုမှအဖေဒီမှာသားမင်္ဂလာဦးညရတယ်အခုချိန်ကြီးအိမ်ပြန်မရောက်သေးဘူးဦးနေဝါစင်းစားသားလေတန်းဖြစ်ငါသားပြောတာတကယ်ဆိုရင်ဒီကိစ္စကိုရဲစခန်းသွားတိုင်မှာဖြစ်မယ်ဟာမလုံနဲ့ဖေးဘာဖြစ်လို့လဲကွာသူ့လက်ထဲမှာတနက်ကြီးနေဗျာအဖေရဲကိုသွားတိုင်တယ်လို့တော့တားကိုပြစ်တက်လိုက်ဘယ်လိုလုပ်မလဲဟာဒါဆိုငါဘယ်လိုလုပ်ရမှာလဲကွာသူတောင်းတဲ့ပတ်စံကိုပေးလိုက်ပေါ့ဖေးငါလက်ခွန်းနဲ့မှာသူတောင်းတဲ့ပတ်စံ3,500တပည့်600မဟုတ်ဘူး3,500လဲဘာဖြစ်လဲဖေဖေမှာရှိတာပဲဟာပေးလိုက်ပါဘာကွာမင်းလင်ပတ်စံများအောင်းမိနေလားမဟုတ်ဘူးလားထိုခါကျမှဦးနေဝါအိုရိုအန်တန်ဖြစ်သွားပြီဟုတ်တာဗောဒါပေမဲ့မင်းစဉ်းစားကြည့်ပါဦး3,500ဆိုတာနဲလားမနဲဘူးလေဒါဆိုငါလည်းမပေးနိုင်ဘူးအဖေဒါသေးသွားပါတော့သေးမဟုတ်သေးပါဘူးဦးနေဝါခေါင်းရှုပ်သွားပုံရသည်3,500ကိုလည်းမပေးခြင်းမြန်တားဖြစ်သူကိုလည်းမသေးသေးခြင်းမြန်နောက်တော့စိတ်တည်းရှော့လိုက်ပုံဖြစ်ဒါဆိုဒီလိုလုပ်ကွာငါသားဘယ်လိုလုပ်ရမလဲဖေးမင်းပြန်ပြီးဆွဲတဲ့ကောင်ဈေးစစ်ကြည့်တယ်ဘလို့ဈေးစစ်ကြည့်ရမယ်ဟုတ်လားဖေးလေကွာရောင်းဝယ်သဘောတရားမှာဈေးလျှော့တယ်ဆိုတာရှိတာပဲကျွန်တော်တပြင်းချမိသည်အင်းပေါ့လေဦးနေဝါဆိုတဲ့ကို့ဖေပဲပတ်စံအောင်လဲနဲ့တော့ဘယ်တော့မှပေးဘူးလို့လဲဒါဆိုလဲပြီးရောဖေဒါဒီလူကိုနည်းနည်းပါးရှော့ခိုင်းကြည့်အောင်မယ်ဟုတ်ပြီလားကောင်ဘာနည်းနည်းပါးလဲများထူရှော့ခိုင်းဟုတ်ပြီဖေဟုတ်ပြီကျွန်တော်ဖုန်းချရပြင်လိုက်စမှာပင်ဖခင်တယောက်ကြီးအကျဉ်းသားစကားကြောင့်နည်းနည်းပျော်သွားမိသည်အောင်ဒါနဲ့မင်းကိုနှိပ်စက်တာဘာညာရှိသေးလားမရှိပါဘူးဖေစိတ်မပူပါနဲ့ပျော်နေတော့အပျော်သည်ထက်ပြောသောစကားကြောင့်ပျောက်သွားသည်ကွာယောက်ျားပဲနှိပ်စက်လေကြိတ်ခံလိုက်ပေါ့ကျွန်တော်စိတ်လေးဖြစ်ဖုန်းချပြဲနောက်လူကျုပ်ဖေဈေးလျှော့ပေးအောင်တဲ့ဒါကလေးတွေကစားနေတာမဟုတ်ဘူးတိရလေလူကြီးတွေပြန်ပြီးဆွမ်းကစားနေတာထိုအခါကျွန်တော်ကိုမကြည့်သည်ကျွန်တော်လည်းဘူးကြည့်ပြန်ကြည့်ပေးလိုက်သည်ကျုပ်ဖုန်းတစ်ခါတော့ထပ်ဆက်ချင်သေးတယ်ဘယ်ကိုလဲလာမင်းစီကိုမင်းယူသွားပြီလားလာမင်းဆိုတာကျုံမိမလာမင်းကိုပြောနေတာဗျကျုပ်ဆက်မင်းနော်မဆက်နဲ့ဘာဖြစ်လို့လဲဘာဖြစ်ကွာမဆက်နဲ့ဆိုမဆက်နဲ့ဖုံးမိုးပေးဆိုလဲပေးမှာပါဗျာအောင်မဲလူပါဝပြန်ပြီမဟုတ်ရပါဘူးဗျာလာမင်းစိတ်ပူနေမှာစိုးလို့ပါဗျာဒါဆိုမင်းကစိတ်မပူဘူးပေါ့တကိုယ်လုံးလောင်မြိုက်နေတာနည်းနည်းတနာသွားပုံရသည်ထို့ကြောင့်ဆက်ပါဟုလည်းမပြောတော့သလိုမဆက်နဲ့ဟုလည်းမတားမြစ်တော့ထို့ကြောင့်ကျွန်တော်လာမင်းရှိရဖုန်းနံပါတ်ကိုကမန်းကနန်းနှိပ်လိုက်သည်မိမတစ်ယောက်ကလာမင်းဆက်သွယ်ရေးပြင်ပရောက်နေကြောင်းလာပြောသည်မချင်မနှက်ပြထက်ဆက်သည်လာမင်းဆက်သွယ်ရေးပြင်ပမှာပြန်မဝင်လာသည်ထက်ကထက်ဆက်သည်ထိုလူချင်းမင်းဆိုတာကြီးနဲ့ဗတ်တဲတိုးသည်ကျွန်တော်နေမတိထိုင်မသာဖြစ်နေပုံကိုကြည့်ပြီးထိုလူပြုံးစီလုံနေသည်ကျွန်တော်ပေါက်ကွဲသွားပြီခင်ဗျဘာပြုံးစီလုံနေတာလဲငါပြုံးစီလုံတာမင်းနဲ့ဘာဆိုင်လို့လဲခင်ဗျအပြုံးကကျုပ်ကိုလှောင်နေတဲ့အပြုံးဗျာမင်းကဘလို့ခွဲခြားသိလိုက်တာလဲကျွန်တော်ခံမြင်သွားတစ်ချက်ရဲပြီးသိတာဗောဗျာကျုပ်ဘောကမှာဒါမျိုးအပြုံးတွေခဏရခဲ့ဘူးတာနေပါဦးကွာမင်းလိုတထေးသားမှာဘောကဆိုတာရှိခဲ့လို့လားဘာကျုပ်လိုတထေးသားဟုတ်လားကျွန်တော်သူ့ကိုစိုက်ကြည့်ပြီခင်ဗျတနေ့ကိုထမင်းတစ်နက်ပဲစားပြီးဘယ်နှစ်ရက်နေခဲ့ဘူးလဲအနည်းချင်းတော့ရှိမယ်ထင်တယ်ဟုတ်လားကျုပ်ကအများကြီးရှိခဲ့ဘူးလေပတ်စံအနည်းချင်းရဖို့ခင်ဗျသူများအိမ်တွေမှာမြောင်းပေါက်တာတို့မျက်ရှင်းတာတို့လုပ်ဘူးလားဒါမျိုးတော့မလုပ်ဘူးကွာကျုပ်လက်မှာအတမားတွေအပိမ့်ထနေအောင်ကိုလုပ်ခဲ့ဘူးလေစိတ်ဝင်စားစရာပဲလှောင်ပြောင်နေသည့်ဟန်မရှိပါကျုပ်ဒီနေ့ဒီချိန်ထိအေယာကွန်တက်ထားတဲ့ကော်ပီဆိုင်တွေမှာတခါမှမထိုင်ဘူးဟုတ်လားဇွန်းတက်ထားပြီးကိုယ့်ဘာသာကိုမွေတော့ရတဲ့ share ဆိုတဲ့လက်ဖက်ရည်တခါမှမတောက်ဘူးအံ့ဩစရာတော့ကောင်းနေပြီထင်တယ်ကျွန်တော်ကောင်းကိုသာခါရမ်းလိုက်ပြီမဟုတ်ဘူးဒါတွေကအံ့ဩစရာမကောင်းလုံးဝကိုအံ့ဩစရာမကောင်းဒါဆိုရင်ဘာအံ့ဩစရာကောင်းနေလို့လဲလာမင်းကျုပ်အပေါ်ထားတဲ့အချစ်အဲ့ဒီအချစ်ကမှတကယ်အံ့ဩစရာကောင်းတာလောက်ပါဦးကွာငါမင်းတို့ဇလန်းအစကိုပဲနားထောင်ဘူးလားဟုတ်ပြီလေခမနားလေတော့ကျုပ်ဇလန်းအဆုံးကိုပြောပြမယ်နားထောင်ကြည့်ပါထို့သူစိတ်ဝင်စားဖြစ်နားထောင်ရင်ပြင်လိုက်ကျွန်တော်အတိတ်ကိုရောင်လေးစောင်းခဲ့ကြည့်မိသည်ချီနူးချမ်းမြေ့မှုနဲ့
ခြေခွဲကိုရှိုက်မှုတို့ရော့ရှက်နိုင်နေတာကိုတွေ့ရပါသည်တပြင်းတစ်ချက်ချ၍အဲ့ဒီတော့ကျုပ်ကစိုက်ကားနင်းနေတာဘာမင်းကစိုက်ကားနင်းနေတာဟုတ်လားဟုတ်ပါသည်ကျွန်တော်စိုက်ကားနင်းနေပါသည်ကျွန်တော်တို့တကွေတကရာသမားအတွက်အဆင်ပြေသည်ဟုပြောရရသည်ပိုးရအဆင်ပြေခြင်းကချစ်သူကိုစိုက်ကားလေးဖြင့်နေတိုင်းအချိုးဖို့လုပ်ရ၍နေတိုင်းအချိုးဖို့လုပ်ရသည်ဒီလိုစိုက်ကားနင်းရသည့်အကြောင်းရင်းကလာမင်းနဲ့နီးအောင်ပဲဖြစ်သည်ကိုစာရေးသည့်ဝင်ငွေကကိုတယောက်ထဲတောင်မနေထမင်းမနှက်မှန်နေတာလာမင်းနဲ့နီးဖို့ဆိုဝေးပြီလေဒါကြောင့်စိုက်ကားနင်းကပတ်စံစုဖို့အဆုံးဖြတ်၍နင်းငယ်ကျင်တာဖြစ်သည်စိုက်ကားနင်းသည်ပြင်ပန်းဒီမှာမှန်တော့လေတနေ့ဝင်ငွေကလေးကမစိုးလားအုံနာကြီးပါညာအဖယ်အပြီးကိုအတွက်2000မျိုး3000မျိုးကျန်သည်ကြားတဲ့ပတ်စံကိုခြေတာသုံးဆွဲပြီးပိုတာကိုစုသည်လာမင်းကလည်းအားကြမခံသူရတဲ့ကျူရှင်ကလေးကျူရှင်လားကလေးတွေကိုစုသည်ပတ်စံအတိုင်းနဲ့တခုတည်းရလျင်မင်္ဂလာဆောင်ကြမယ်လေဒီအတွေးများဖြင့်နှစ်ယောက်စလုံးပျော်ရွှင်တွက်ကြနေခဲ့ပါသည်ကိုဝါသနာပါတဲ့စာပေလေးကိုတော့ညမိတ်ခင်ရေးပေါ်မောင်ဖြည်းဖြည်းနင်းကွာဘာဖြစ်လို့လဲလာမင်းရဲ့ဒါမှစကားကြပြောရမှာပေါ့မောင်ရဲ့နှုတ်မို့ဆိုရင်ကားကိတ်မြန်ရောက်တော့စကားသိပ်ပြောလို့ဘယ်ရမလဲဟာဟုတ်ပါပြီကွာဟုတ်ပါပြီကျွန်တော်စိုက်ကားကိုဖြည်းချင်းသုံးဖြစ်အောင်နင်းပြလိုက်သည်ဘလောက်ထိများလဲဆိုရင်ပုံမှန်လမ်းလျှောက်နေတော့သူများပါစိုက်ကားကိုကြော်တတ်တော်သည်ထိပေါ့မောင်မနေ့ကဒေါ်ညွန့်တို့ channel မှာမြက်သွားရှင်နေဆိုပတ်စံဘလောက်ရလဲ2000ဟွန်းနဲလိုက်တာဘာလဲသူတို့ပေးတဲ့လောက်ပဲမောင်ယူကြတာမဟုတ်လားဟုတ်တယ်ကြည့်ပိုတောင်းပါလားသူများရေးဆို5,000တောင်းပြီးသားပဲကျွန်တော်ဘာမှပြောမနေပဲရေုံသာရဲနေလိုက်တော့သည်လာမင်းကမကြေမနက်ဖြစ်ပွားစီလုံနေသည်လူတွေကလည်းအကျင့်ကိုမကောင်းသဘောကောင်းတဲ့လူဆိုအနိုင်ကျင့်ကြတယ်ဒါနဲ့နေစမ်းမအောင်ဟိုတရက်ကလည်းမူသမားနှစ်ယောက်ကိုပတ်စံတပြားမှမရပဲလိုက်ပို့ပေးလိုက်သေးတယ်ဆိုကျွန်တော်ကောင်းကောင်းမိသည်ရက်ကထဲကလူတွေကလည်းသူနဲ့ကိုသမီးသားဖြစ်နေတာကိုသိနေကြတော့ကို့အကြောင်းတွေကိုပြန်ဖွာကြတယ်လေဒါကြောင့်လာမင်းခေးသေးအတွင်းချအကုန်သိနေတာနေမှာလာမင်းမျက်စောင်းတစ်ခဲခဲဖြစ်မောင်တော့မောင်ဒါမျိုးတွေကြက်လို့ဒီပုံစံမျိုးဆိုရင်လာမင်းတို့နီးကိုဘယ်လွယ်ပါမလဲဟဲလာမင်းထင်လို့ပါဒါကလွယ်ပါတယ်စိုးစမ်းမောင်ဘယ်လိုလွယ်တာတော့မောင်နေတဲ့တိုက်ခန်းကိုပြန်အပ်လက်မိတ်လေဒါဆိုပတ်စံနေနဲ့ပါပို့ထွက်လာမယ်ဒါဆိုမောင်ဘယ်နှသွားနေမှာလဲလာမင်းခန်းထဲမှာပြောင်းနေမှာပေါ့လာမင်းအင်္ဂလိပ်ကိုကြည့်ယူလက်စတက်တော့လူလေကြကျင်နေတာကိုနည်းနည်းပါမောင်တော့မင်္ဂလာတော့မဆောင်ရသေးဘဲနဲ့မဟုတ်တရုတ်တွေလာမပြောနဲ့မင်္ဂလာဆောင်တာပဲလာမင်းရရုံးတဲ့လက်မှတ်ထိုးလိုက်ရင်ပြီးနေတဲ့ဟာကိုရမလားလာမင်းကမိန်းကလေးလေအေးလေမိန်းကလေးကိုမင်္ဂလာဆောင်ညင်ပါတယ်အေးလေမိန်းကလေးကိုမင်္ဂလာဆောင်ညင်ပါတယ်လို့ပြောနေတာပေါ့လာမင်းရဲ့ယောက်ျားချင်းဆိုပြောစရာလားမောင်ရှင်းတော့လေလာမပြောနဲ့နော်မင်္ဂလာဆောင်ရင်ကြီးကြီးကျယ်ကျယ်မဟုတ်တော့တင်းတောင်းတင်းနယ်လေးတွေဖြစ်ချင်ပါတယ်လို့အပြည့်ပြောပြီးသားနော်ကျွန်တော်ပြောဟေ့မောင်နားလဲပါတယ်လာမင်းရအလကားစကြည့်တာပါနားလဲရင်ပတ်စံကိုစူးစမ်းစုဟုတ်ကဲ့ကျမ်းမာရေးကိုကောင်းအောင်နေဟုတ်ကဲ့လာမင်းကိုလည်းတိုးပြီးချစ်ဟုတ်ကဲ့နှစ်ယောက်စလုံးရေလိုက်မိကြတော့သည်လာမင်းကိုလိုက်ပို့ပြီးစိုက်ကားဂိတ်သို့ပြန်ရောက်လာတော့အခါနဲပေါ်နဲ့မပေါ်တာများဟဲ့အောင်ကြီးလမ်းကြောင်းလိုက်ပို့ပြီးပြန်လာတာလားကွာဟုတ်တယ်ဗျမင်းတို့နှစ်ယောက်ရောမီယူပြကြသေးဘူးလားပတ်စံစုနေတော့မှာပဲဗျာမွေးပါသေးတယ်အေးဒါလည်းဟုတ်တာပဲပတ်စံမရှိပဲမိမယူရင်အာကြီးဒုက္ခရောက်တယ်ကွာဒီလိုနဲ့ဘဝလူသမားတွေချင်းပါစင်ဂျာမလာခိုက်ဘဝအကြောင်းတွေစကားစမိပြောမိဒီလိုနဲ့ဘဝလူသမားတွေချင်းပါစင်ဂျာမလာခိုက်ဘဝအကြောင်းတွေစကားစမိပြောပြနေကြစဉ်တန့်ပြန့်တော့နောက်ဆုံးမော်တန်ပူကြီးကားကြီးတစ်စင်းစိုက်ကားကိတ်ရှိသို့ရောက်လာ၍၎င်းကားပေါ်မှာဥပရိယုတ်ခန့်ခန့်ထဲထဲရှိလာတော့ပို့ကိုကြီးတူဆင်းလာသည်ကျွန်တော်မျက်နှာဖြင်းခန့်နဲ့ဖြစ်သွားသည်ကားပေါ်မှာဆင်းသက်လာတာကို့အဖေလေအကြောင်းရင်းမှန်ကိုရှင်းပြဖို့မရကြသေးတော့သူများကတီးတိုးဝေဖန်နေကြသည်ဟာဟိုကားပေါ်ဆင်းလာတဲ့အန်ကယ်ကြီးကငါတို့စီတက်ရှောက်လာနေတာကွာအေးကွာဟုတ်တယ်စိုက်ကားငှားမလို့လားမသိဘူးမဖြစ်နိုင်ဘူးထင်တယ်ငါတင်တော့လိမ့်စာလာမေးမလို့ကွာအေးအဲ့ဒါဖြစ်နိုင်တယ်အဖေကိုစီရောက်မလာခင်ကို့အဖေစီအရင်လျှောက်သွားလိုက်သည်ဘယ်လိုလာတာလဲအဖေမင်းစီကိုဘောကွာကိစ္စရှိလို့လားအဖေအေးကားပေါ်တက်ဒီမှာပဲပြောလို့မရဘူးလားမင်းကငါ့ကိုလမ်းမလဲကောင်မှာပြောသေးချင်လို့လားကျွန်တော်တပြင်းတစ်ချက်ချပြီးကားပေါ်တက်ထိုင်လိုက်ရတော့သည်ကျန်ရဲခဲသည့်အပေါင်းအသင်းများကတော့ဗစားဟောင်းသားဖြစ်ကျန်ရဲခဲမိသည်မှာမလွဲပါချေကားမောင်းရင်မှာဖေးရစကားစသည်ငါငငယ်တုန်းကစိုက်ကားနေမှုတယ်ကွာ
ကျွန်တော်အားတင်သွားသည်ဒါပေမဲ့တိတ်လည်းအားတင်ရမကောင်းလားဟုလည်းထင်မိပြန်သည်အဖေကဟိုးအောက်ခြေကနေတက်လာတာကိုအရေးမသိထားတာကိုဦးနေဝါသည်တည်ငြိမ်သောလေတံပြစကားဆက်သည်အဲ့ဒီတော့ငါစိတ်ခံစားမှုကိုပြန်စဉ်းစားကြည့်လိုက်တော့ငါစီမှာခံစားရခက်နေတာတို့ဘာလို့မရှိခဲ့ဘူးကွာငါဘဝချင်းတွေကိုဒီထက်ပိုမြင်မအောင်စူးစမ်းပြမယ်ဆိုတဲ့စိတ်တော့ရှိတာပေါ့ကွာဦးနေဝါတပြင်းတစ်ချက်အရင်ချသည်ပြီးမှအခုမင်းစိုက်ကားနင်းနေတာတွေ့ရတော့ငါစိတ်ထဲမှာတော်တော်ခံရခက်သွားမိတယ်ကွာကျွန်တော်ရင်ထဲတွင်ခံစားချက်တစ်မျိုးဝင်ရောက်လာသည်အဖေဆက်ကြသောစကားကြောင့်ထိုတစ်မျိုးကြီးကဘာလဲဆိုတာအတိအကျသိလိုက်ရပါတော့သည်အဲ့ဒါဖခင်တယောက်ရဲ့အတ္တကြောင့်ဖြစ်လာတဲ့ခံစားချက်လို့ခေါ်နိုင်မလားငါသားတေးကြပါသည်ဝမ်းနေခြင်းပါအဖေကျွန်တော်တော်ရီလိုက်လဲသောလေတံပြခေါ်လိုက်မိခြင်းဖြစ်သည်အဖေသူပြောခြင်းသောစကားကိုဆက်လက်၍ပုံဆောင်သည်အဖေသားကိုမဘိုးလုံလောက်မပေးခဲ့တာတွေပတ်စံနဲ့ပတ်သက်ရင်အမြဲတမ်းကတ်သက်ထားခဲ့တာတွေဘာကြောင့်လို့ငါသားထင်တယ်လေကျွန်တော်ကောင်းခါပြမိသည်အဖေဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်မှာတတိသားဆိုတဲ့လူစားမျိုးတွေအများကြီးတွေ့ခဲ့ဘူးတယ်ကွာသူတို့ကမိဘတွေရဲ့လိုလိုက်မှုကိုစကုန်ခံခဲ့ရတယ်ပြီးတော့ပတ်စံကိုလည်းဖောဖောတီတီတုံးဆွဲခွင့်ရကြတယ်ဒီမှာဘာတွေဖြစ်လာလဲဆိုတော့ငွေကြေးနဲ့သက်ဆိုင်တဲ့အပျော်ပါမှန်တဲ့မြောက်အကုန်လုံးချတော့တာပေါ့ဒီမှာပျက်စီးရောမိဘတွေရဲ့လုပ်ငန်းတွေကိုသူတို့လက်ထဲလေရောက်လာရောအကုန်လုံးပျက်စီးခြင်းကားပါနဲ့ကြုံပါလေရောထိတ်မှမထိန်သိမ့်နိုင်မဲဟုတ်ကျွန်တော်ခေါင်းချင်းတွေထောက်ခံမိသည်တချို့ကလည်းကိုထိန်သိမ့်နိုင်တဲ့အတွက်ကြောင့်မိဘလုပ်ငန်းကိုဟန်မပြတ်အုပ်ချုပ်နိုင်ကြတယ်ဒါပေမဲ့သူတို့ကအများသောအားဖြင့်ဒီကိုကောင်းဆန်တဲ့ကြတယ်ကွာဘာကြောင့်လဲဖေဒါကဒီလိုကွာသူတို့ကမစင်ရဲဘူးတော့လုံသမားတွေရဲ့စိတ်ခံစားမှုနားမလည်တတ်ကြဘူးဟုတ်တယ်နော်ဒီလိုနားမလည်တဲ့အတွက်ကြောင့်လုံသမားတွေပေါ်ဒီကိုကောင်းဆန်တဲ့ပြုမှုတွေနဲ့ဆက်ဆံတတ်ကြတယ်ကိုယ့်ဘက်ကလည်းအตาရတဲ့စီးမင်းစည်းကမ်းမျိုးတွေထုတ်တယ်ပြီးတော့ကိုလောက်အောင်ငယ်သားတွေကိုမတူတလို့မတန်တလို့ပုံစံမျိုးနဲ့ဆက်ဆံတတ်ကြတယ်သူတို့မှာကိုချင်းစာတရားမရှိဘူးတခုဖြစ်ရင်အလုပ်ဖြုတ်မယ်လာစားတွေကအမိဖြတ်ခေါင်းဖြတ်မယ်ဒါပဲသိတယ်အဖေရဲ့အပါတဲ့စကားလုံးများသည်ကိုရင်းတို့စီးဝင်လာတဲ့ကဲ့သို့ပင်ခန်းစားမိလိုက်သည်ဒီလိုလူစားမျိုးတွေရဲ့လက်အောက်မှာလုံနေရတဲ့အလုပ်သမားတွေရဲ့ဘဝကိုငါသားတွေးကြည့်စမ်းအလုပ်လုပ်နေရတာနဲ့မတူပဲဝကြွေးလာဆက်နေရတဲ့တိုးမနေဘူးလားအဖေစကားကိုဖြတ်ပြီးကျွန်တော်ဘက်ကိုဖြတ်ခနဲ့လှည့်ကြည့်သည်သူစကားကိုအလေးနဲ့နားထောင်နေတာကိုတွေ့နေရတော့ဂျင်းနဲ့စွာပြုံးသည်ပြီးမှဒါကြောင့်ငါသားကိုစင်ရဲခြင်းဆိုတဲ့အတွေ့အကြုံရအောင်အဖေကလေ့ကျင့်ပြိုးထောင်ပေးခဲ့တာဒါမှလည်းတစ်ချိန်ချင်းအဖေလုပ်ငန်းတွေကိုငါသားဦးစီးတဲ့အခါလုံသမားတွေပေါ်ကိုချင်းစားတတ်မှာပေါ့သားနားလေသွားပြီဖေဒါပေမဲ့အဖေတခုမှားသွားတယ်ကွာအဖေကကိုယ့်ဘာသာကိုကြံစီကိုယ့်ဘာသာကိုအစီအစဉ်တွေချမှတ်ခဲ့ပြီးတော့တားရဲ့ကိုယ်ပိုင်ဆန္ဒကိုလစ်ချွတ်ရတယ်လို့ဖြစ်သွားတယ်ဒီမှာရင်အဖေနဲ့တားကြားထဲမှာသဘောထားကွဲလွဲမှုတွေဖြစ်လာခဲ့တာပေါ့ကျွန်တော်အဖေမျက်နှာကိုအကဲဆန်းလိုက်မိတည်လေးနဲ့ချင်းကလွှဲရီဘာမှရှာမတွေ့အဖေကောင်းကိုညင်သာစွာညင်၍အခုငါသားဆန္ဒကိုအဖေလေးထားရင်မိမယ်ငါသားဘာဖြစ်ချင်တာလဲကျွန်တော်စိတ်ကိုတင်း၍ကျွန်တော်အနုပညာသမားတယောက်ဖြစ်ချင်တယ်အဖေကောင်းညင်ပြီးကောင်းတယ်အနုပညာသမားဆိုတာလူတွေရဲ့မရှိမဖြစ်တဲ့စိတ်ပိုင်းတစ်ခုပဲဒါပေမဲ့အဖေကျွန်တော်ကိုလန့်ကြည့်ပြီးအဖေတို့နိုင်ငံမှာတကယ်ကိုပါရမီရှိတဲ့အနုပညာသမားတွေဘယ်နှယောက်လောက်ရှိမယ်လို့ငါသားထင်တယ်လေအများကြီးပဲရှိတာပေါ့အဖေဟုတ်တယ်အများကြီးပဲရှိတယ်အဲ့ဒီလက်ရှိနေတဲ့အနုပညာသမားတွေတည်ဆုံသွားပါပြီတဲ့နောက်ထပ်အနုပညာရှင်မျိုးဆက်တွေရောပေါ်လာနိုင်ရရှိသလားဟာပေါ်လာမှာပေါ့အဖေကဒါပေါ့ကွာပေါ်လာမှာပေါ့ဒီလိုပေါ်လာတဲ့အတွက်ကြောင့်ပဲဟိုးရှိနှစ်ထောင်ပေါင်းများစွာကအနုပညာဒီနေ့အထိအသင်မျိုးပြောင်းပြီးရက်တီလို့ရတာပေါ့နောက်လဲအနုပညာချင်းဆိုတာရှိနေအောင်ပါပဲအနုပညာဆိုတာရှိနေအောင်ပါပဲအဖေနဲ့ကျွန်တော်ဒီလိုကိစ္စမျိုးတွေပတ်သက်ပြီးတခါမှစကားမပြောခဲ့ခြင်းကြောင့်အဖေထံမှာအနုပညာမြင်ရှိလိမ့်မယ်ဟုကျွန်တော်မထင်ထားဖြစ်ခဲ့အခုမှမှားမှန်သိလိုက်ချေပြီဒါကြောင့်အနုပညာဆိုတဲ့ရန်ရာကြီးကငါသားမရှိုံနဲ့မရက်တန့်သွားနိုင်ဘူးလူတွေအများကြီးရှိတာဟုတ်ကွာဒါပေမဲ့အဖေနှစ်ဖူးကချွေချေမကြောင်အလုံးလုံးပြီးတော့တိဆောက်ခဲ့ရတဲ့လုပ်ငန်းတွေကငါသားမရှိရင်လုံးဝရက်တန့်သွားလိမ့်မယ်အဖေကောင်းတစ်ဆက်ညှိ့၍ငါသားစဉ်းစားပါဦးအဖေကအသက်ကြီးပြီကွာဒီတော့နားကျင်နေပြီကျွန်တော်တွေ့ဝေသွားမိသည်အဖေမမားပါဒါဆိုဘယ်သူမားနေသနည်းဒါပြန်စဉ်းစားအောင်မယ်ဖေအေးကောင်းတယ်ဒါနဲ့မင်းအမေကိုလိုက်တွေ့အောင်မဟုတ်လားကျွန်တော်ကောင်းနေလိုက်မိသည်ကျွန်တော်ကိုတွေ့တော့အမေမျက်ရည်တည်းလည်းဖြစ်နေရှာသည်ကျွန်တော်ကရောဘာထုတည်း
အဖေကတော့ထုတ်မပြောတော့လေဂျင်းထဲမှာပီတိဖြစ်နေမှကျွန်တော်ခံစားရပါသည်ဒီလိုမိသားစုရဲ့နှွေးထွေးမှုကိုကျင်းတဲ့စွာစားသုံးရင်ကျွန်တော်အိမ်မှာညာအိပ်ဖြစ်ခဲ့သည်လာမင်းကိုတော့တတိရပါသည်ပြီးတော့လာမင်းစိတ်ပုံနေမှမလဲခံမှန်းမိပါသည်မနေ့ကမှတွား၍အကျိုးကြောင့်ရှင်းပြရတော့မည်ပြီးတော့အဖေကိုလာမင်းအကြောင်းဖွင့်ပြော၍တူနကိုနီးစပ်ဖို့ရေးပူဇာရမည်ဟုလည်းတွေးထားလိုက်သည်ရှစ်လျှောက်ကိုနှက်ခက်လေးဂျိုသွားဂျိုလာကောင်းပေရောမည်အဖေစီမှာနားလည်မှုကိုလည်းရပြီလာမင်းနဲ့နီးစပ်ဖို့ကလည်းတခြားသလောက်ရှိသွားပြီဘာလို့သေးလဲလိုသေးသည်အဖေစဉ်းစားခိုင်းတာဒီကိစ္စကရှိသေးသည်ဒါကိုတေချာသွားစဉ်းစားရပြီတော့မည်ကျွန်တော်အဲ့ရပေါ်တွင်တတောင်သက်သာဆိုတာလဲရင်စဉ်းစားကန်းဖွင့်မိသည်စဉ်းစားသည်ဆိုရ၌ကိုယ့်ဘာသာကိုမေခွန်းထုတ်၍ကိုယ့်ဘာသာကိုဖြေပြီးနေမျိုးအဖေကိုယ့်ဘာသာကိုအဖြေပေးမိနေမျိုးချင်းပါငါလှုပ်ချင်တာကဘာလဲနိပညာသမားဘသူအတွက်လှုပ်ချင်တာလဲကိုယ့်ဘာသာကိုဝါသနာပါလို့လှုပ်ချင်တာဘသူအတွက်မှမဟုတ်ဘူးဒီလိုအမှုပညာအလုပ်ကိုငါလုပ်ရင်ဘသူတွေစိတ်ချမ်းသာမလဲဘသူတွေစိတ်ဆင်းရဲရမလဲငါစိတ်ချမ်းသာမယ်ငါပြပြတွေစိတ်ဆင်းရဲရမယ်ဒါကြောင့်ငါလှုပ်တင်တယ်လားမလှုပ်တင်ဘူးလားငါမလှုပ်တင်ဘူးဒါဆိုငါဘာလုပ်ရမလဲအဖေလုပ်ကိုလက်လွဲယူရမယ်ဘသူအတွက်လဲငါမိသားစုအတွက်ဒါဆိုဘသူတွေစိတ်ချမ်းသာမလဲဘသူတွေစိတ်ဆင်းရဲမလဲငါမိပြတွေစိတ်ချမ်းသာမယ်ငါကတော့စိတ်ညစ်ကောင်းညစ်မယ်လှုပ်တင်တယ်လားမလှုပ်တင်ဘူးလားလှုပ်တင်တယ်ဘာကြောင့်လဲမိပြတွေကိုစိတ်ချမ်းသာသေးချင်လို့ဒီမှာရင်ဆုံးဖြတ်ကအနည်းထိုင်သားသည်ကိုဘာဆက်လုပ်ရမလဲဆိုတာကိုတိတိကျကျသိမြင်သွားခြင်းကြောင့်လူကပေါ့ပါသွားသည်ထို့ကြောင့်အိပ်ပြောင်းအိပ်တော်မီမနေ့ကလည်းကိုဆုံးဖြတ်ကိုအဖေကိုပြောပြမိပြေးလျင်လာမင်းစီသွားမိလာမင်းလည်းကျင်းနေလိမ့်မည်ဟုထင်ပါသည်မကြခင်မှာအရာအလုံးသည်အစဉ်ပြေဖြစ်ပြီးဆုံးသွားလိမ့်မည်ဟုထင်ပါသည်ဒါပေမဲ့မနေ့ပြန်ဆိုတာဒီစိတ်နောက်ရှက်အနေချင်းယူဆောင်လာတဲ့အကြောင်းကိုကျွန်တော်လုံးဝမရှိမိမသိရှိခဲ့ပါမနေ့မိုးလင်းလင်းချင်းလာမင်းကိုတတိယသည်မစားပြတာကြာပြီဖြစ်သောအမိလက်ရာမနေ့ခင်းစာကိုစားရင်အဖေအခြေခဲကိုအခဲခက်နေသည်အဖေကလည်းကိုယ်ကိုတစ်ချက်လှမ်းအခဲခက်နေကြောင်းတွေ့ရသည်အစားအသောက်ကိုလက်စားတက်ပြီးနောက်အဖေသားပြောစရာရှိတယ်ငါလည်းနားထောင်ဖို့ပြင်ထားတယ်အဖေအလုပ်ပဲသားလုပ်တော့မယ်အဖေမျက်နှာခြေနဲ့သွားဟန်ဖြစ်လက်ခံနေဖြစ်သွားပြီကောင်းတယ်ပြီးတော့လက်ညှိုးတစ်ချောင်းထောင်၍ဒါပေမဲ့အဖေတခုတော့ပြောချင်တယ်ဟုတ်ကဲ့ပြောပါပြီမိဘတိုင်းမှာသားသမီးပေါ်ထားတဲ့ဆန္ဒတစ်ခုပဲရှိတယ်ဘာများလဲအဖေအဲ့ဒါကိုသားသမီးကကိုထက်ပိုပြီးတော်စေခြင်းနဲ့တက်စေခြင်းနဲ့တက်စေခြင်းနဲ့ဆန္ဒပဲအဖေမှလည်းဒီဆန္ဒရှိတယ်တဲ့အဲ့ဒါသားဖြည့်ဆည်းပေးနိုင်မှာမလားကျွန်တော်ခေါင်းငိမ့်လိုက်မိသည်ဟုတ်ကဲ့သားစူးစမ်းပါမယ်အဖေချင်းနဲ့ဆိုတာပြုံးသည်အခုသားအပြင်ခဏသွားလိုက်အောင်မယ်ဘာလဲမင်းကောင်ကလေးဒီသွားတင်မလို့လားဟာအဖေသိတယ်သိတာဘောကွာမင်းအကြောင်းစုံစမ်းထားတာပဲဟာဟုတ်လား तू ကဘလို့နေတယ်လဲဖေ तू ကဘလို့နေလဲဖေမစိုးပါဘူးစကားပြောတာရီမုံနဲ့ထက်ထက်မြက်ရှိပါတယ်အဖေကသူ့နဲ့စကားပြောဘူးလို့လားဘယ်တော့မှလည်းအဖေမနေ့ကညနေကကွာအဖေကဘာကိစ္စနဲ့သူ့တီသွားတာလဲဟာငါမင်းအဖေလေကွာငါသားရဲ့ကောင်မလေးရဲ့ဘလို့မင်းကလေးလဲဆိုတာသွားလေ့လာတာပေါ့သူ့ရင်ထဲတွင်ထိတ်ကနေဖြစ်သွားမိသည် तू ဘာပြန်ပြောလဲဖေပထမတော့အားတင်သွားတာပေါ့ကွာနောက်ကျတော့လေကောင်းကောင်းမွန်မွန်ပဲစကားပြန်ပြောပါတယ်တာအကြောင်းနဲ့သူ့ကိုဘာမှမပြောထားဘူးဖေသူလည်းပြောပါတယ်ကျွန်တော်တပြင်းချမိသည်အဖေနဲ့လာမယ်အစဉ်ပြေလားဟန်တူသည်ဒါဆိုရင်တော့ပြောစရာကောင်းသွားပြီအဖေရေမောဖြင့်အမေအပြန်မှာမင်းကောင်မလေးကငါ့ကိုမေးသေးတယ်ကွာဘာတဲ့ဦးကသမီးကိုဘလို့ဖြစ်စေချင်လို့လဲတဲ့အဖေကဘလို့ပြန်ဖြေလိုက်လဲဟာဘလို့ပြန်ဖြေရမှာလဲငါသူ့ကိုသွားပြီးအကဲခက်ရုံအကဲခက်တာပဲဘာဖြစ်ရမယ်ညာဖြစ်ရမယ်ဆိုပြီးအကြံပေးဖို့သွားတာမှမဟုတ်တာဒီတော့ဒါကတော့သမီးဘာသာသမီးစဉ်းစားပေါ့လို့ပြန်ပြောခဲ့တာပေါ့ကွာဟာကျွန်တော်ကောင်းကြီးသွားမိသည်ဟာဒါဆိုပြဿနာတက်ပြီနဲ့တူတယ်ဟာဘလို့ဖြစ်လို့လဲကွာစဉ်းစားကြည့်လေအဖေကရုပ်တရက်ကြီးသွားတွေ့ရဆိုတော့သူ့စိတ်ထဲမှာတမျိုးမြင်မိပါပဲဒါကြောင့်အဖေကိုဘလို့ဖြစ်စေချင်လဲဆိုပြီးမေးတာပေါ့ဒီလိုလားဒါဆိုလည်းမင်းသွားရှင်းပြလိုက်ဖို့ကွာရှင်းပြရမှာပဲအဖေပို့ပြီးစိတ်ဆိုးသွားနေတာကသမီးဘာသာစဉ်းစားဖို့ဆိုရင်ဖေကပြန်ပြောလိုက်တာပဲအဲ့ဒါသူ့ဘာသာသူပောက်ခဲ့ရတဲ့ရှောက်တူနေပါဦးဒါအစိတ်ဘူးလားအဖေမျက်နှာကိုရှုံမဲ့၍မင်းတို့ဟာမဟုတ်သေးပါဘူးကွာတာသွားမှဖြစ်မယ်ဖေနေရောကားတော့ယူပါဒီလိုနဲ့ကျွန်တော်ကြပြပင်ထွက်လာခဲ့တော့သည်အဖေကတော့ခေါင်းတစ်ခါပြီးကြံရိပ်ခဲ့သည်စိတ်ထဲတွင်တော့လာမင်းအတွေးမခေါင်ပါသေးနဲ့ဟူသာဆူတောင်းပြီးတော့သည်ဆူတောင်းကမပြေပါလာမင်းတိတိကျကျကိုအတွေးခေါင်သွားကြပြီအခန်းတကာတော့ခတ်ထားသည်
ဒီအချိန်ဒီလာမယ့်ယူရှင်သွားမိအချိန်မဟုတ်ဘယ်ဟူသွားသည်နည်းကျွန်တော်ရောင်တောင်ဖြစ်အောက်ကိုပြန်ဆင်းလာချိန်တွင်လေကားတွင်အောက်ထပ်အခန်းမှာအမကြီးနှင့်တွေ့ရအမလာမင်းကိုတွေ့သေးလားအေးမနက်ကတွေ့ရအထုပ်ပိုးတွေနဲ့ဘူတာဆင်းမလို့ဆိုလားပဲဟာဟုတ်လားကျွန်တော်ရင်ထဲတွင်ပူခနဲ့ပင်ဖြစ်သွားမိသည်အထုပ်ပိုးတွေနဲ့ဘူတာကိုသွားမလို့ဆိုပါလားဒါဆိုနေကိုပြန်မလားမသိကျွန်တော်ကြပြကြရဖြစ်ပင်သူသွားတာကြာပြီလားရင်အမအေးတနိုင်လောက်တော့ရှိပြီထင်တယ်ကျွန်တော်အမြန်ပြန်ပြေးဆင်းလာပြီးကားမောင်းရဲမှာစိတ်ထဲမှာပဲမသွားပါနဲ့လာမင်းရဲ့မသွားပါနဲ့မောင်တို့နှစ်ယောက်အစင်ပြေကာနီးမှာသွားဖို့မစင်းစားပါနဲ့ရန်ကုန်ဘူရာကြီးဒီထုံးစံအတိုင်းရှုပ်ရှက်ခတ်နေ၏ကျွန်တော်ခီးတဲ့နားနေဆောင်ကိုခေါက်တုံးခေါက်ပြန်ရှောက်ပြီးလာမင်းကိုရှာကြည့်မိသည်မတွေ့စိုးရိမ်ဝင်စိတ်တို့ကအမြင့်ဒီဂရီရောက်လာ၏လာမင်းနေလိမ့်ဆရာကိုလည်းကိုကမသိမန္တလေးဘက်ကဟုတော့ပြောမှုတယ်ထင်သည်ထို့ကြောင့်မှကျွန်တော်သတိရမိသည်ကမန္တလေးရထားထွက်သွားပြီလားမထွက်သွားသေးဘူးလားဆိုတာအစုံစမ်းရပင်ဖြစ်သည်ထို့ကြောင့်တောင်ငံရုံးဘက်သို့ခြေဦးလှည့်လိုက်သည်ရုံးခန်းထဲဝင်လိုက်မိခြင်းပင်တွေးလိုက်ရသောမြင်ကွင်းကြောင့်မြင်ကွင်းတစ်ခုလုံးနှိမ့်ခနဲ့ပင်ဖြစ်သွားသည်ရထားဝန်ထမ်းများရှိတွင်တချို့ရှုံထိုင်းကုန်နေသောလာမင်းကိုတွေးလိုက်ရ၍ပါပထမဝမ်းသာသွားသည်ဒုတိယစိတ်ပူသွားသည်လာမင်းပြဿနာတက်နေလို့များလားလာမင်းကျွန်တော်ခေါ်တဲ့ကြောင့်လာမင်းခြာခနဲ့လှည့်ကြည့်သည်ဟင်မောင်ပြီးတော့အပြေးတစ်ပိုင်းပြေးဝင်လာပြီးရင်ခွင်ထဲသို့တိုးဝေးကချုံဝှက်ချငိုပါလေတော့သည်မောင်ဟဲ့လာမင်းမောင်ကိုပြောတယ်ဘာဖြစ်လို့လဲမောင်အဖေကဟာအဲ့ဒါလာမင်းထင်တယ်လို့မဟုတ်ဘူးမောင်အဖေကသဘောယူနဲ့ပြောသွားတာလာမင်းရဲ့မငုံနဲ့တိတ်တကယ်လားဟင်မောင်တကယ်ပါလာမင်းရဲ့စိတ်ချမောင်အောင်မခံတယ်လောလောဆယ်ကျွန်တော်စိတ်ပူတာကလာမင်းဒီမှာဘာပြဿနာတက်နေတယ်တည်းအိုးဘာပြဿနာဖြစ်ကိုဖြေရှင်းပေးရမှာအခန်းထဲ၌ရှိသောဝန်ထမ်းများကျွန်တော်တို့နှစ်ယောက်ကိုအကြောင်းပြီးကြည့်နေကြသည်ကျွန်တော်လာမင်းလက်ကိုဆွဲ၍တာဝန်ရှိပုံရသောပုဂ္ဂိုလ်ကြီးတစ်ယောက်ကိုဥတီဒီမှာခင်ဗျာကျွန်တော်စကားနည်းနည်းလောက်ပြောချင်ပါတယ်ကျွန်တော်စကားကြောင့်သူတို့တွေအတိဝင်လာဟန်ဖြစ်ဟာအေးပြောမောင်ပြောကျွန်တော်လာမင်းကိုတစ်ချက်ကြည့်ပြီးတော့သူဖြစ်ခဲ့တဲ့ပြဿနာတွေအကုန်လုံးကျွန်တော်ရှင်းပေးပါမယ်အေးဒါဆိုအဆင်ပြေတာပေါ့ကွာဟုတ်ကဲ့ဒါကြောင့်ဒီကလူချင်းမင်းအရေးယူရရှိတယ်ကျွန်တော်ကိုပဲအရေးယူပေးပါဟေးလူကြီးတွေအကုန်လုံးမျက်ခုံးတွေမြင့်တက်ကုန်၏လာမင်းကလည်းအလန်တကြားထအော်သည်မောင်ဘာတွေရှောက်ပြောနေတာလဲဟာလာမင်းငြိမ်နေစမ်းပါကွာလာမင်းဥရူရုပ်ကလေးပြကျွန်တော်ကိုပေါ်ကြည့်သည်ကျွန်တော်အားသိနေရရှိသောလူကြီးမင်းကိုဆက်၍ဘယ်လိုလဲကျွန်တော်ပြောတာလက်ခံနိုင်ပါသလားခင်ဗျာရှေ့မှာပုဂ္ဂိုလ်ကြီးကတန်ပြက်ဖြစ်ဟေးလုံးဝလက်မခံနိုင်ဘူးကွာခင်ဗျာဘာဖြစ်လို့လဲဘာမှမဖြစ်လို့ပေါ့ကွာစဉ်းစားပေးပါအောင်လားခင်ဗျာပြတော်ခတ်တဲ့ကောင်ပဲကျွန်တော်တောင်းပန်ပါတယ်ဗျာမောင်ကလည်းဘာတွေရှောက်ပြောနေတာလဲလာမင်းမာမဘာပြဿနာမှမရှိတာမောင်ကဘာလို့ဝင်တောင်းပန်ကျင်နေရတာလဲကျွန်တော်နဝေရင်အောင်ဖြစ်သွားပြီဟာဟုတ်လားဟုတ်တယ်ဒါဆိုလာမင်းကဒီခန်းထဲမှာဘာလို့လောင်းနေရလဲလာမင်းမျက်စောင်းလေးခဲပြီးအဲ့ဒါမောင်ကြောင့်လေမနေ့ကမောင်အဖေကအိမ်ကိုလာပြောတော့လာမင်းကစိတ်ဆိုးပြီးဒီမနေ့နေကိုအပြီးပြန်တော့မယ်ဆိုပြီးဒီကိုထွက်လာတာဒီကိုရောက်တော့မောင်နဲ့တကယ်ခွဲရရမယ်ဆိုတာတွေးမိသွားပြီးဝမ်းနေတာလို့ထိုင်းကုန်နေတာအဲ့ဒါကိုဒီကလူကြီးတွေကလာမင်းကိုဘာကြောင့်ငိုနေရတာလဲသူတို့ကူညီနိုင်ကူညီရအောင်ဆိုပြီးခေါ်မေးလို့ဒီခန်းထဲရောက်နေရတာကဲရှင်းပြီလားလက်ဆက်သက်တော့ဂလိုကိုကျွန်တော်မျက်နှာပူပူဖြစ်လူကြီးတွေကိုမကုတ်တရုပ်လေးကြည့်လိုက်မိသည်အကုန်လုံးဘူးကြည့်ဝိုင်းကြည့်နေတာကိုတွေးလိုက်ရသည်အားလာလိုက်တာဗျာတိတ်ကြည်လဲသေးဟန်မတူပါsorry နော်သွားလိုက်ပါဦးမယ်နော်ထို့သို့ဖြင့်လာမင်းလက်ကိုဆွဲ၍အခန်းထဲမှာအမြန်ထွက်လာရပါတော့သည်အပြင်ရောက်တော့လာမင်းမျက်စောင်းလေးချီ၍မောင်ကလေတကယ်ပဲသိလားစိတ်ပူသွားလို့ပါကွာလာမင်းမျက်စောင်းလေးထက်တိုးသည်ပြီးတော့ကျွန်တော်ပခုံးလေးကိုမိ၍ရှောက်သည်ကျွန်တော်မျက်နှာစာငုတ်ကြည့်လာမင်းခေါင်းလေးမော့လာသည်ငိုထားခြင်းကြောင့်မျက်ဝန်းကလေးများသည်ဆိုလျက်တောက်ပနေသည်ကျွန်တော်တိုးရှာသွားပြီမောင်တို့လက်ထက်ကြရအောင်နော်လာမင်းကျွန်တော်ရင်ခွင်ထဲမျက်နှာလေးတိုးဝင်အဖြေပြန်ပေးသည်ဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်အနာဂတ်မှတ်တိုင်လေးဘယ်နဲ့ရိုက်ဖြစ်ခဲ့ကြပါလိမ့်ဒီနေ့နဲ့ခင်းကစိတ်ညစ်စရာကောင်းတယ်လို့ဘယ်သူကပြောမလဲဒီဇင်ဘာလ14ရက်ညလာမင်းအကြောင်းပြောတာများတော်သဖြင့်ညနေမှအိပ်ဖြစ်ကြသည်ထို့ကြောင့်ကျွန်တော်နေမြင့်မှအိပ်ရာမှနိုးတော့သည်ရွှေရောင်တန်းနေသောနေကြီးတွေကြောင့်လူကကြီးကြီးလင်းလင်းပင်ဖြစ်နေသည်မျက်လုံးဝှေ့ဝါ၍ထိုပုဂ္ဂိုလ်ကိုရှာကြည့်တော့မတွေ့ဘယ်ကိုထွက်သွားသည်မသိအိရှိတကားကိုတွားတုံကြည့်တော့တကားကပွင့်နေသည်ခါတိုင်းအပြင်သွားလျင်ကိုထွက်ပြေးမှဆိုလို့တကားကိုပိတ်သွားလိမ့်ရှိသည်အခုဘလို့ဖြစ်တာပါလဲကျွန်တော်ဘာမှမသိတဲ့ကိစ္စကိုဆက်တွေးမနေတော့ပဲမျက်နှာသိရန် channel ရှိယူနေမဲ့သူထွက်လာခဲ့တော့သည်
ရင်ငင်ရန်အုပ်ပေါင်ပေါ်တင်ထားသောကျွတ်တတာသည့်ရေပုံးကိုလှမ်းယူလိုက်စင်ပါပင်ဟေးညီနေဝါလားကျွန်တော်နဝနေအောင်ဖြစ်သွားမိသည်အတန်ကရေရင်းထဲကထွက်လာတာလေထို့ကြောင့်ရေရင်းထဲသို့ပြပြကလေးငုံကြည့်တော့ဟိုပုတ်ကတကယ်အောက်မှာဟဲ့လူဘာလဲရေစင်းကူနေရလားအာကွာကူးစရာလားခြေချော်ပြီးလိမ့်ကြလာတာအော်ဒါဆိုလဲဘာလုပ်နေရလဲပြန်တက်ခဲ့လေဗျာအဲ့ကောင်ဘယ်လိုလုပ်ပြန်တက်မလဲကွာစင်းသာပြောပါဦးဟုတ်သားဟာဒီလောက်ရင်းနှီးထက်ထက်နဲ့15ပေလောက်အမြင့်ကိုဘယ်လိုပြန်တက်မလို့ဒါပေမဲ့တခုတော့ရှိသည်ဂျက်လီတို့လိုကိုဘောပညာတိုက်တော့တမျိုးပေါ်လေးအဲ့အောင်ငါ့ကိုဆွဲနေမို့လဲလောက်ပါဦးကွာအာကျုပ်လက်ကဒီလောက်မရှိဘူးဗျဒါတော့ငါလည်းသိတာပေါ့ကွာကျိုးနဲ့ဆွဲတင်ခိုင်းနေတာထို့ကြမှာကျွန်တော်ရှင်းနေစွာသဘောပေါက်သွားသည်ထို့ကြောင့်ရေပုံးမှာခြိထားသောကျိုးကိုအရင်စစ်ကြည့်သည်လူတယောက်အလေးချိန်ကိုမခံနိုင်တော့ဟဲ့လူနေဦးဗျကျုပ်အိမ်ထဲမှာကျိုးသွားရှာကြည့်လိုက်အောင်မယ်ထို့ကြောင့်ကျွန်တော်အိမ်ထဲဝင်၍ကျိုးရှာရတော့သည်အိမ်နောက်ဖေးဘက်တွင်နိုင်လွန်ကျိုးတိုးတိုးချီချီတစ်ချောင်းကိုတွေးလိုက်ရသည်ဒီလောက်ဆိုအဆင်ပြေတော့သည်ထို့တော့ကျွန်တော်ရေရင်းစီပြန်သွားကသူ့ထံကျိုးတစ်စပ်ပစ်ချ၍အဲ့လိုခမရကျိုးအကိုင်းပြီးနေအောင်ကန်တက်ကျုပ်ကလည်းအပေါ်ကဆွဲတင်မယ်အဲ့ဒီလုံးလို့မရဘူးထင်တယ်ကွာဟာဘာဖြစ်လို့လဲငါချက်တော့ကျိုးသွားတယ်ထင်တယ်ဟုတ်လားဘယ်နှချောင်းကျိုးသွားလဲတစ်ချောင်းနဲ့ဩတော်သေးတာပေါ့ထိုလိုကျွန်တော်ဘူးကြည့်လန့်ကြည့်သည်ဒါဆိုလဲကျုပ်ပဲဆွဲနေတော့မယ်ခမရတေချာတာကိုင်းတာဒီလိုနဲ့ကျွန်တော်ရှိသမျှအာကုန်သုံးရေချွေးတီးတီးကြအောင်အထိဆွဲတင်နေရတော့သည်မလွယ်ပါလုံးဝမလွယ်ပါတဝက်လောက်ရောက်တော့လက်အံကသေးလာသည်ဒီထက်ပိုဆိုးတာကျိုးကနိုင်လွန်ကျိုးဖြစ်သောကြောင့်လက်ပွန်းသည်ထိုးပွန်းသည့်နေရာတွေးထွက်၍မခဲမရက်နိုင်အောင်နားလာသည်ဒါပေမဲ့အံအောင်တင်းတင်းကြိတ်ကဆက်ဆွဲရတော့သည်ကိုပြန်လွတ်ချလိုက်ရင်ထိုသူခြေထောက်နောက်တစ်ချောင်းမှနေခြေထောက်တစ်ချောင်းနဲ့နှစ်ချောင်းကျိုးသွားနိုင်သည်လေလက်ပန်းကြားလို့တွင်ဆွဲရသည်မှာပေါ့ခနဲ့ဖြစ်သွား၏ထိုလူအုပ်ပေါင်းဆုံးကိုလက်ဖြင့်တွေ့လိုက်လို့ရသွားပြီကျွန်တော်ခြေပြလက်ပြထိုင်ချလိုက်တော့သည်ဟူးထိုလူကလည်းပေါ်သို့ရောက်လာ၍မောပန်းစွာနားနေလေပြီကျွန်တော်ခဏမျှနားပြီးနောက်ဟဲ့လူဒီမှာခဏနေရောကျုပ်ကားသွားထုတ်လိုက်အောင်မယ်ဘာလုပ်လို့လဲဟာဆေးရုံသွားပြီးခမခြေတော့ပြရအောင်ပါဗောကျွန်တော်နွမ်းလျာစာဖြင့်အိမ်ဘေးရှိကားရထားသောနေရာသို့ရှောက်လာခဲ့တော့သည်ပြီးနောက်ကားကိုမောင်းသူနာသွားရက်တွဲတင်သူ့စီမှာခြံတကားတော့ဖြင့်တကားပြေးဖွင့်ပြီးတော့မှကားပေါ်တက်ပြန်ပေါင်းဖြင့်ဆက်တယ်လို့လောက်ရပါလိမ့်တော့သည်လမ်းတွင်ကားမောင်းရင်းကကျွန်တော်သူ့ကိုအကဲခတ်ကြည့်မိသည်ခြေတော်တစ်ချောင်းလုံးကျိုးသွားတော့လဲညင်ညူမရှိအံကိုကြိတ်ပြီးဝေဒနာကိုကြိတ်ခံနေတာတွေးလိုက်ရသည်တတိယတော်တော်ကောင်းမွန်ရသည်ကျွန်တော်မနေနိုင်တော့ဆိုဖြင့်အဲ့လူခမရမနာဘူးလားအေးနားတယ်ဒါဆိုနည်းနည်းပါးပါးအော်လီဗျာဘာလဲအော်ရင်နာတာတက်တာသွားနိုင်လို့လားကျွန်တော်ကောင်းကောင်းမိသည်ဒီလိုတော့မဟုတ်ဘူးပေါ့ဗျာထို့လူခက်တဲ့ပြောရင်မင်းပဲစဉ်းစားကြည့်လေကွာနားလို့အော်တယ်ဆိုတာဘာအချို့မှမထူးတဲ့ပြင်ဗဇက်တောင်မှပုံချောင်းသေးတဲ့ကိစ္စမဟုတ်လားကျွန်တော်ဗဇက်ပေးလိုက်ပါတော့သည်ထို့လူနေရာနှဲငယ်ပြင်းထွား၏ဟဲ့အောင်ကက်ဆက်ဖွင့်ပါလားပြက်နေတယ်ဗျဒါဆိုလဲမင်းပဲဆိုပါလားကွာမဆိုပါဘူးလှုပ်ဆမ်းပါကွာစိတ်ပြောင်းလဲလေးပါလေဖြစ်တာပေါ့ကျွန်တော်သူ့ကိုလှန့်ကြည့်လိုက်မိသည်မျက်ဝန်းထဲတွင်နာကျင်နေသည့်အချိန်ကိုတွေးလိုက်ရမိသည်ကျွန်တော်ခေါင်းကိုတစ်ချက်ညှိပြီဟုတ်ပြီကျုပ်ဆိုမယ်လေဒါဆိုဒါပေမဲ့ခမည်းလိုတော့တွန်နေတဲ့ရတဲ့ချင်းမရဘူးဗျလေးပြတဲ့ချင်းတော့ပဲရတယ်ဘာပဲဖြစ်ဖြစ်ဆိုပါကွာဒီလိုနဲ့လေးပြရတဲ့ချင်းတဲ့ဘူကိုကျွန်တော်အတန်ဖြစ်အော်ဆိုပြလိုက်သည်ထိုလူကောင်းတငိမ့်ငိမ့်တိကျစွာလိုက်နာထောင်သည်တချင်းဆုံးသွားပြီနော်မင်းအတန်လေးဖြူတယ်ပိုကောင်းပါလေကွာမဟုတ်တာဗျာကျွန်တော်ရဲ့လေးဖြူကပိုးတာတာပေါ့ဖြစ်နိုင်ပါတယ်ဒါပေမဲ့ငါသူ့တန်ဟိုမှနားမထောင်ဘူးပဲဟိုကွာဟောဗျာကျွန်တော်တို့နှစ်ယောက်လုံးရဲလိုက်မိကြသည်ဒါနဲ့မင်းလက်ကဘာဖြစ်တာလဲကျိုးပွန်းတာနားနေမှာပေါ့ခြေတော်ကျွတ်ရတော့မနာတော့ပါဘူးထိုလူပြုံးပြီးကောင်းချင်းဖြစ်နိုင်တယ်ဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်ဆေးရုံရောက်လာခဲ့ပါတော့ဆေးရုံရောက်တော့ဆရာအောင်များသူ့ကိုကြောက်ပတ်တီစီရန်ကြောက်ပတ်တီကာယံခေါ်သွားကြသည်ကျွန်တော်အပြင်တွင်ရာချတာပြကြံရခဲ့သည်နောက်တော့အများဆုံးဖုန်းကိုတွေ့တော့မှလာမင်းစီဖုန်းဆက်ရန်တတိယမိတော့သည်တော်ရင်နေသောလက်ချောင်းလေးများဖြင့်ဖုန်းနံပါတ်ကလေးများကိုနှိမ့်မိသည်ဖုန်းဝင်သွားပြီးချိုကြည့်သောအတန်လေးထွက်လာသည်ဟယ်လိုဘယ်သူပါလဲရှင်တွဲတင်နှွေးခနဲ့ပင်ဖြစ်မိသွားသည်လာမင်းဟင်းမောင်လာမင်းရဲ့ဝမ်းသာဝမ်းနဲ့လေးတန်လေးကပြန်ထွက်လာသည်မောင်ဘယ်ကနေဆက်နေတာလဲဆေးရုံကဆက်နေတာဘာဖြစ်လို့လဲမောင်ဘာမှဖြစ်ပါဘူးမောင်ပြန်မေးဆွဲတဲ့လူခြေတော်ကျိုးသွားလို့လိုက်ပူတာပါဘာပြန်မေးဆွဲတဲ့လူခြေတော်ကျိုးသွားလို့
မောင်ပြောလာမင်းခုလာခဲ့မယ်ဟောပြောဆိုလာမင်းဖုံးချသွားသည်ပထမကျွန်တော်ဖြစ်နေသေးသည်နောက်မှ3ရက်လုံးကိုနဲ့ခွဲနေရလို့လာမင်းအရန်တွေ့ကျင်နေတာဖြစ်မယ်ဟုတွေးမိပြောမိသည်ကိုလည်းလွမ်းနာပါပဲလာမင်းရဲ့တိတ်မကြခင်မှာပဲလာမင်းပြတိပြအဖြစ်ရောက်လာပြီးစိုးရိမ်ပူပန်သောလေတံဖြစ်ဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲကျွန်တော်လာမင်းကိုအသာထွေးဝေပြီးစိတ်ပူပါလေလာမင်းရဲ့မောင်ဘာမှမဖြစ်ပါဘူးဆိုလာမင်းကျွန်တော်ရင်ခွင်ထဲမှာရုံးထွက်ပြီးဟာမောင်ကိုပြောနေတာမဟုတ်ဘူးကိုအကြောင်းကိုမေးနေတာကျွန်တော်ဇဝေဇဝါဖြစ်ဟင်းကိုဘယ်ရကိုလဲမောင်ကိုပြန်ပြီးဆွဲသွားတဲ့သူလေးအဲ့ဒါလာမင်းအကူဘာသူ့တန်ရတော်တော်များလာရင်မသေးတော့ပါဘူးစိတ်ချင်းနေဖြစ်သွားမိပူပြောလိုက်ခြင်းဖြစ်တာပူပြောလိုက်ခြင်းသာဖြစ်သည်ဘဲနဲ့အခုကိုပြန်ပြီးဆွဲသွားတဲ့လူနဲ့သူကမောင်နှမတွေဆိုတော့အတိတ်ဘယ်ရောက်သွားပြီလဲစဉ်းစားတာကြည့်ပြီးတော့ကျွန်တော်ရင်ထဲတင်အရန်ကိုရှုပ်ထွေးတင်းကျပ်သွားသည်ကျွန်တော်ဘာဖြစ်သွားသလဲဆိုတာကိုလာမင်းရေးမိဟန်မရှိပါသူ့ဘာသာသူ့အကိုဆိုတော့ထိုပုတ်ကိုထွက်လာမိအခန်းဘက်သို့တမင်ပေါ်သွားကြည့်နေသည်ကျွန်တော်ရင်ထဲတွင်တဝုန်းတိုင်းနဲ့ပေါက်ခွဲလာသောဒေါသများကိုကြိုးစားထိန်းချုပ်၍ခုံတစ်လုံးထက်တွင်ထိုင်ချလိုက်သည်ဘာတွေလဲသူတို့ကဘာတွေလဲလာမင်းပုံစံကြည့်ရတာငါ့ကိုသူ့အကိုပြန်ပြီးဆွဲသွားတာကြိုသိနေတဲ့ပုံစံမျိုးဒါဆိုရင်လာမင်းမှာကြံရပါလားဒီလိုလို့ချင်လို့ငါ့ကိုချစ်ချင်အောင်လာဟန်ဆောင်တာလားထို့အတွေးတွေကရင်ထဲတွင်နှိမ့်ခနဲ့ပဲနာသွားမိလာမင်းဘက်ကိုလက်မကြည့်ပြအောင်လဲစိတ်ကိုထိန်းထားရသည်လှုပ်ရလိုက်တာလာမင်းရဲ့ဝမ်းနေချင်းတရားတို့ကရှင်ကိုအစမတန်ကြေကွက်သွားစေသည်တာဟာအဖေကိုတွေးလိုက်ရခြင်းကြောင့်အားတက်သွားမိသည်အဖေဘယ်လိုလုပ်ရောက်လာလဲအေးမင်းကောင်မလေးဖုန်းလက်ဆက်လို့ကွာအော်အဖေကျွန်တော်အနားတွင်ဝင်းထိုင်၍ဒါနဲ့မောင်နေမင်းဘယ်လိုနေသေးလဲကွာကျွန်တော်ကြောင်သွားသည်ဘသူ့ကိုပြောရလဲဖေဟာမင်းကိုပြန်မေးဆွဲသွားတယ်မင်းရောက်ဖကိုမေးတာပေါ့ကွာကျွန်တော်အားတင်သွားပြီဟာအဲ့ဒီနေမင်းဆိုတဲ့လူနဲ့လာမင်းကမောင်တော်မအဖေအစောကြီးကတည်းကသိနေတာလားအေးသူတို့ကမောင်နှမမဲသိရတော့တိတ်မကြသေးဘူးကွာဒါပေမဲ့မောင်နေမင်းကိုသိရတော့ကြာပြီကျွန်တော်ဇဝေဇဝါဖြစ်တပြင်းတစ်ချက်ချပြီသူတို့မောင်နှမနှစ်ယောက်ပေါင်းပြီးတောက်ကိုပြန်ပြီးဆွဲခဲ့ရတယ်တူတယ်အဖေရဲ့ရဲပြီးသူတို့နှစ်ယောက်တည်းဘဲကမလဲကွာနောက်ထပ်တစ်ယောက်ပါထက်ရှိသေးတယ်ကွာဗျာဟုတ်လားအေးဟုတ်တယ်အဲ့ဒါမင်းအဖေဆိုတဲ့ငါကိုယ်တိုင်ပဲဗျာကျွန်တော်လုံးဝနားမလည်နိုင်တော့ပါထို့ကြောင့်အဖေကိုဆက်လက်မေးဟန်ပြင်းနေတဲ့ချိန်တွင်ထိုပုဂ္ဂိုလ်ကိုလက်တွန်းလက်ဖြစ်အပြင်ထုတ်လာတာမြင်တော့ကြောင့်အဖေကပင်လာလေကွာငါသားပြီးမှအဖေရှင်းပြတော့မယ်အခုခိုလူငယ်စီသွားရအောင်လာမင်းကလည်းတွန်းလဲနောက်မှစိုးရပူပန်နေဟန်ဖြစ်အပြေးတစ်ပိုင်းပါလာသည်ကရင်တလုံးထက်တွင်ထိုလူကိုနေရာချပေးပြီးတောင်ဝကျဝန်ထမ်းထွက်သွားတော့မှလာမင်းမျက်ရည်တင်လဲဖြစ်ထိုလူနာကပ်၍ဘလို့ဖြစ်တာလဲကိုရဲ့အေးကိုဘာသာရွေးလေးနဲ့ချီချော်ကြတာညီမလေးရဲ့တော်သေးတာပေါ့ညီယောက်ျားပြန်ခဲ့ပြီလို့လာမင်းကျေသူတင်ပါတယ်ဆိုတဲ့မျက်လုံးလေးမျိုးဖြစ်ကျွန်တော်ဝလန့်ကြည့်သည်ကျွန်တော်မျက်နှာကိုဖြတ်တင်းနေမြင်ထားလိုက်မိသည်ခုချိန်ထိရင်ထဲတွင်ရှင်းလင်းလင်းမသိရှင်းလင်းလင်းမှမရှိသေးတာဒါကိုနေမင်းဆိုတော့ပုတ်ကိုရဲမိသွားဟန်ဖြစ်အဲ့အောင်ဘာလဲငါ့ကိုမကျေနပ်ဘူးလားကျွန်တော်မျက်နှာအခက်ဖို့ဖြစ်တာကြည့်ပြလိုက်သည်အဖြေကတော့ပြန်မပေးသဖြင့်ထိုလူဟက်ခနဲ့တစ်ချက်ရွယ်၍မကျေနပ်လဲမတတ်နိုင်ဘူးဟဲ့အောင်ဒီကိစ္စကိုမင်းအဖေကြံပြီးရတိုင်းငါလှုပ်လိုက်ရတာငါလိုက်လို့ရတာကျွန်တော်မျက်လုံးပြူးသွားမိသည်အဖေဘက်ကိုကြည့်၍အဖေရဲ၍ဒီလိုကမင်းတို့မင်္ဂလာဆောင်ရနေ့ကမောင်နေမင်းအဖေစီကိုရောက်လာတယ်။ तू ကဟိုးအရင်တုန်းကအမေရဲ့ယုံကြည်စိတ်ချရတဲ့ဝန်ထမ်းတဦးကွာနောက်မှသာချမ်းသာအောင်ကြိုးစားပြမယ်ဆိုပြီးနိုင်ငံခြားထွက်သွားလို့အဖေနဲ့အဆက်အသွယ်ပြတ်သွားတာ။အော်ပြီးတော့ तू ကအဖေစီရောက်လာပြီးတော့ तू နဲ့မင်းကောင်မလေးနဲ့ကမောင်နှမတွေပါလို့ပြောတယ်။နိုင်ငံခြားကဒီနေ့မှပြန်ရောက်လာတာတဲ့။မင်းဘယ်လိုလူစားမျိုးလဲဆိုတာသိချင်ပါတယ်တဲ့။တကယ်လို့မင်းကသူ့ညီမကိုငွေနဲ့အနိုင်ကျင့်ပြီးတိမ့်ပိတ်ထားတယ်လို့ဆိုရင်မင်္ဂလာပဲဆောင်ပြီးဘာပဲဖြစ်ဖြစ် तू လုံးဝသဘောမတူနိုင်ပါဘူးတဲ့ကျွန်တော်ထိုဘုတ်ကိုလန့်ကြည့်မိလိုက်သည်လက်ဆက်တတ်တော့ငတိကကိုလာပြီးအထင်စမောတာကိုအဖေစကားထက်ဆက်သည်ငါကမင်းအဖေလေးကွာမင်းကကောင်းပါတယ်ပါညာဘလို့လုပ်ပြီးတွားပြောလို့ကောင်းပါမလဲဒါကြောင့်မင်းကိုအနီးကပ်လေးလာနိုင်အောင်ငါကိုယ်တိုင်ပဲပြန်ဝေးဆွဲခိုင်းလိုက်တာပါပဲကျွန်တော်ရှင်းသွားပါပြီထို့သို့ရှင်းလင်းသွားသောကြောင့်ရောက်ဖကိုမျက်နှာငယ်ငယ်လေးထားပြီးလန့်ကြည့်မိသည် तू ကကိုကိုလေးလာနေသည်ဆိုတာကိုအကိုကြီးနေကောင်းလာရင်ခြေအောင်တစ်ချောင်းလုံးကျိုးရတာမင်းမမြင်ဘူးလားအေးကျွန်တော်ကနေကောင်းလာမေးတာလေခြေတော်ကောင်းလာလို့မေးတာမှမဟုတ်တာ
ထိုလူမျက်မှောင်ကျုပ်ရဲ့အဲ့အောင်မဲလေတန်းဘာဖြစ်သွားလဲဖြစ်ချွဲနေအော်ခောက်ဆွဲပြုတ်စားတာများသွားလို့လည်းမသိတာကျွန်တော်ကိုဘူးကြီးဒီကြည့်ပါသေးဘာဖြစ်လဲကိုရောက်ပါပဲဟာပြုံပြုံလေးတောင်ကြည့်ခံလိုက်အောင်မလာမင်းကမျက်နှာငယ်လေးဖြစ်ကိုဘာလဲညီမလေးဟိုလေတူလေးစာမိုးဝဲအောင်လိုက်ရင်ကျွန်တော်ရင်ထဲတွင်ဒိတ်ခင်နဲ့ဖြစ်သွားပြီဟုတ်တယ်အထီးကအဲ့ဒါလေဒီငတိကပြောလို့ရတာမဟုတ်ဘူးမင်းကိုသဘောမကျလို့ငါညမကိုငါပြန်ခေါ်သွားမယ်ဆိုရင်ကြွားကြပြီလေမဖြစ်မျက်နှာလေးကိုငယ်နေတယ်မြငယ်အောင်ထားမှာဟာထိုလူအတန်ကြာသည်ထိမျက်မှောင်ကြီးကျုပ်ရစဉ်းစားနေလေသည်ကျွန်တော်လာမင်းပါရင်တုံဖြစ်အရေးကဲကိုကြည့်နေရသည်ခဏကြာမှတပင်းကြီးတစ်ချက်ချပြီးတခေါနဲ့သောစကားကိုဆိုပါလေတော့သည်အေးဒီတော့ကျွန်တော်နဲ့လာမင်းမျက်ဝန်းချင်းစုံမိသွားပြီးအားရပါရပြုံးလိုက်မိကြပါလေတော့တည်းကဲဝတ္ထုလေးကတော့ဒါပါပဲဗျာ